မင်္ဂလာပါ welcome to our channel the live by Terry ကနေကြိုဆိုလိုက်ပါတယ်ကဲဒီနေ့မှာတော့ဒါဘာလို့ပြီးသွားမလဲဆိုတော့ဒီကိုရဲ့ပေါ့နော် YouTube channel မှာလည်းမတင်လာကြဘူးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်2လလောက်ရှိပါပြီလို့ကြောင်းလို့ဒီ timeless ပေါ့နော် timeless collective video လေးတစ်ခုကိုလုပ်သွားပေးချင်ပါတယ်အဲ့တော့လုပ်သွားပေးချင်တဲ့အကြောင်းအရာလေးပေါ့နော်ဒီအခုအချိန်ကအခုဗီဒီယိုကြည့်နေတဲ့အချိန်ကနေစပြီးတော့ပေါ့နော်နောက်6လအတွင်းမှာဘာတွေဖြစ်မလဲပေါ့နော်အဲ့တော့နောက်6လအတွင်းမှာကိုဖြစ်လာမယ့်အရာတွေကဘာတွေလဲဘာတွေရှောင်ရမလဲဘာတွေစောင့်ထားရမလဲဘာတွေတူတိထားမလဲပေါ့နော်အဲ့ဟာနဲ့ပတ်သက်ပြီးတော့ reading လေးတစ်ခုလုပ်ပေးချင်ပါတယ်အဲ့တော့ significator ကတ်လေး3ခုကိုရွေးထားပြီးပါတယ်အဲ့3ခုတည်းကကိုအဆင်ပြေရပေါ့နော်ကိုတိုက်တဲ့ကတ်တစ်ခုကိုရွေးပြီးတော့ file တစ်ခုကိုရွေးပြီးတော့တွားပြီးတော့ကြည့်လို့ရပါတယ် okay file number 1ကတော့ဒါလေးပါ the scholar ပါနော်ဒါလေးကိုတခြားလေးကြည့်ပါကိုယ့်ရဲ့နှလုံးသားရဲ့ဒီမေကွန်းလေးကိုလည်းခံစားပြီးတဲ့ခါကြတော့ဒီကတ်လေးကကိုယ်နဲ့ energy ကိုက်လာပဲကတ် energy ကိုက်လဲအဲတော့ကိုတိုက်တဲ့ကတ်ပေါ့နော်အဲတော့ရွေးချယ်ပါအဲအကယ်ကိုကတစ်ခုထပ်ပို့ပြီးတော့ရွေးချယ်ခြင်းလည်းရပါတယ်ကိုယ့်အတွက်တကယ်ကြည့်ဖို့လိုအပ်နေလို့ဖြစ်မှာပေါ့နော်အဲအတွက်ကြောင့်မလို့တခြားလေးရွေးချယ်ပေးပါဒါလေးကတော့ file number 2အတွက်ပါ the sleeperဒါလေးကတော့ file number 3အတွက်ပါ the orator အဲ့တော့ file 1 file 2 file 3အဲ့တော့ကိုတေချာလေးအချိန်ယူပြီးတော့တေချာလေးကြည့်ပေးပါဘယ်ကတ်ကနောက်6လအတွင်းမှာဖြစ်လာမယ့်အရာတွေကိုကိုဆွဲခေါ်နေတဲ့ကတ်ကိုတွားကြည့်ပေးပါတစ်ခုထပ်ပို့ပြီးတော့ရွေးချယ်ပြီးကြည့်ခြင်းနဲ့ဆိုလည်းရပါတယ်ဒါကိုရဲ့နှလုံးသားရတောင်းတတယ်နောက်တစ်ခုထပ်ကြည့်ဖို့လိုအပ်နေရဲဆိုလို့ရှိရင်လည်းကတ်နှစ်ခုကိုကြည့်ပေးပါတော့နော်ခဲအခုတော့ကိုကြိုက်တဲ့ကတ်ကလေးကိုရွေးချယ်ပြီးသွားတော့ချင်ပါတယ်ပေါ့နော်အဲစိတ်ထဲမှာရွေးချယ်ပြီးသွားပြီဆိုရင်တော့ file number 1ကနေစပြီးတော့ reading လေးကိုစပြီးတော့ကြည့်ပေးပါမယ်file number 1ကိုရေးထားတဲ့သူတွေအတွက်ဒီ reading လေးကိုစပြီးတော့ကြည့်ရအောင်ပေါ့နော်အဲ့တော့ဒီ reading မှာfile number 1ကိုရေးထားတဲ့သူတွေအတွက်ဒီ significator ခက်လေးအကြောင်းကိုအရင်ဆုံးပြောပြပေးချင်ပါတယ်အဲ့တော့ဒီကတ်လေးရဲ့အဓိပ္ပာယ်ကကြာတော့ပေါ့နော်ဒီကတ်လေးကိုရွေးတဲ့သူတွေကဒီကိုတယ်ရီထင်တယ်ចောင်းသားလေးတွေဖြစ်ဖို့များတယ်လို့ထင်တယ်ဗောနော်ចောင်းသားလေးတွေចောင်းသူလေးတွေဘာလို့ဒီမှာဆောင်းလေးတွေလည်းပါတယ်အတိုင်းအတာပစ္စည်းလေးတွေနောက်ကခဲရန်လေးတွေမင်းအုပ်လေးတွေဒီမှာခေါ်သားလေးလည်းပါတယ်အတွက်ကြောင့်မို့လို့ဒီကတ်ကိုရပြီးတော့ဒီ the scholar ရဲ့ကတ်ကိုရွေးတဲ့သူတွေကចောင်းသားចောင်းသူလေးတွေဖြစ်နေဗောနော်နောက်အတိုင်းရဲ့သူတွေဖြစ်နေလို့တော့ကိုတယ်ရီကခံစားမိရဗောနော်အဲ့တော့ဒီကတ်ရဲ့ energy ကဘယ်လိုရှိလဲဆိုတော့ investigation research ပေါ့နော်အဲ့တော့ဒီကတ်မှာဒီမှာပစ္စည်းတွေရပေါ့နော်ဒီမှာဒီတိုင်းတဲ့ဟာတွေစာအုပ်တွေမြင်အိုးတွေခဲရန်တွေဖောင်တိန်တွေအကုန်လုံးဒီဆာရန်တွေခဲချက်အကုန်လုံးကဒီစပွဲပေါ်မှာเนาะအဲ့တော့ဖောင်တိန်တွေပေါ့အကုန်လုံးပြန့်ကျဲနေရပေါ့ပြန့်ကျဲပြီးရှုပ်ပွားနေတယ်အဲ့တော့ဘယ်အရာ chaos ဖြစ်နေပေါ့နော် chaos ဖြစ်နေပြီးတဲ့အခါကျတော့ရှုပ်ပွားနေပြီးတဲ့အခါကျဘာကိုလုံးလို့လုံးဝမသိဘူးဘယ်ကနေစပြီးလုံးလို့လုံးဝမသိတဲ့အတွက်အဲ့လိုဖြစ်နေတာပေါ့နော်အခါကြလို့ရှိရင်ဒီကဲ့ရဲ့ energy ကအဲ့တော့ခါတလေကြလို့ရှိရင်အရန်ကိုရှုပ်ပွားနေတဲ့အချိန်မှာပေါ့နော်ဒါကိုရှင်းလင်းပြီးတော့နောက်ထပ်တနေရာနောက်ထပ်ပေါ့နော်ရှင်းလင်းပြီးတော့အဲ့တော့ပြန်စလောက်တာဒါမှမဟုတ်နောက်ထပ် view တစ်ခုကနေကြည့်ပြီးလောက်တာမျိုးကရှုပ်ပွားနေတဲ့အချိန်မှာပေါ့နော်နောက်ထပ် view တစ်ခုကနေကြည့်ပြီးလောက်တာမျိုးကဘယ်နေရာဘယ်လိုလုပ်ရင်ပိုကောင်းမလဲဘယ်လိုလုပ်ရင်ပိုပြီးတော့အဆင်ပြေမလဲဆိုပြီးတော့နော်ရှာဖွေတာလိလာတာစီးပူတာအဲ့လိုမျိုးကပိုပြီးအသုံးဝင်တတ်တယ်ပိုပြီးအဆင်ပြေတတ်တယ်ဆိုရင် energy လေးမျိုးပေါ့ဒီကက်လေးကတော့အဲ့လိုတွေ့ရတယ်ပေါ့နော် okay အဲ့တော့ဒါလေးကိုဒီမှာထားလိုက်မယ်ကဲကက်လေးတွေကတော့ကိုတင်ရကြိုပြီးတော့
shuffle လုပ်ထားလိုက်တာပေါ့နော် shuffle လုပ်ပြီးတော့ energy ကိုင်းမဲ့ကက်လေးကိုအာရုံခံပြီးတော့နည်းနည်းလေးတော့ပို့ပြီးတော့ဆွဲထားလိုက်တယ်ကက်ကတော့နည်းနည်းများပါတယ်တော်တော်များပါတယ်ဒါ oracle reading နဲ့ရှိပြရတယ်နော်ဒါက tarot reading ပါအောင်မယ်ဆိုတော့နည်းနည်းလေးတော့ reading ကကြာမယ်ပေါ့နော်အဲ့တော့ဒီခောက်တစ်ချိတ်ချလေးကိုလုပ်ပေးထားရပေါ့နော်ကဲ tea leaf လေးနဲ့ကြည့်ရအောင် not import problems to be resolved နော်မျိုးလေးကမှောက်တော့မှောက်နေပြဿနာကြီးမှောက်နေနေနော်ပြဿနာကြီးပြင်နေသွားလိမ့်မယ်ဒီမှာလည်းမင်းအိုးလေးနဲ့ဒီကလောင်နဲ့ပါရပေါ့နော်အဲတော့ဒီပြဿနာတချို့ပြင်နေသွားလိမ့်မယ်ဆက်ကြည့်ရအောင် period of frustration lesson to be learned တကယ်ကိုပေါ့နော်တကယ်ကိုပြာရခတ်နေတဲ့အချိန်လေးပေါ့နော်သင်ခန်းစာတွေလည်းရပါတယ်လို့ဖတ်တယ်နောက်တစ်ခုက opportunity အောင်ပေါ့ okay ခွင့်လန်းနေရလာလို့လည်းရှိတယ်တဲ့နောက်တစ်ခုက new opportunity possibilities and paths are opening up ကဲဒီမှာ gateway နဲ့เนาะလမ်းကြောင်းကလည်းပေါ်နေပြီเนาะဝင်သွားရုံပဲเนาะဝင်သွားရုံပဲမှာခွင့်လန်းတစ်တည်ရောက်လာဖို့ရှိတယ်ပိုင်နံပါတ်1လေး pleasure with a close friend မိတ်ဆွေကဲရင်းနှီးဆောင်တဲ့ငွေတယောက်နဲ့ပြောရှင်ရမယ် okay oh new is on the way ကဲခွင့်လန်းကောင်းသတင်းတွေကတော့လမ်းကြောင်းပေါ်မှာရောက်နေပြီ okay new is on the way not unsuccessful plan အောင်မြင်တဲ့အစီအစဉ်တွေလည်းရှိမယ်ပြဿနာတွေလည်းရှိမယ်ဒါပေမဲ့ပြဿနာတွေကပြေလည်သွားနိုင်တယ်အဲ့ဒီမအောင်မြင်တဲ့ဟာတွေပြဿနာတွေကြောင့်မို့လို့ကြက်ထားတာပေါ့နော်အဲ့တော့ဒီ frustration ပြီးရပေါ့နော်စိတ်ချုပ်စရာကောင်းတဲ့အခိုက်အတန့်တွေရှိရမယ်ဖြစ်နိုင်တော့ပေါ့နော်ဒီ3 point energy ဆက်ဆက်နေတယ်နောက်တစ်ခု bridge successfully overcoming a problem ပြဿနာတွေလည်းပြည်လည်သွားမယ်နောက်ထပ်ပြဿနာတစ်ခုကိုလည်းဒီ overcome လုပ်နိုင်တယ်တရားလေးနဲ့မှတွေ့လာတရားလေးအခက်ခဲကိုတရားလေးထိုးပြီးတော့ကောင်းကောင်းကြော်လွှားသွားနိုင်တယ်တဲ့ okay reconciliation ကဲဟိုပါပေါ့နော်ရန်ဖြစ်ထားတဲ့အတိုင်းရန်ဖြစ်ထားတဲ့တန်ငယ်ချင်းတယောက်နဲ့ဒီပြည်လည်ဖို့ရှိရပါတော့ပြန်လည်သိမြင်ဖို့ရှိရဲတဲ့ဒီမှာတငယ်ချင်းနဲ့ရန်ဖြစ်ပြီးတော့ပြန်လည်သိမြင်ဖို့ရှိရဲကဲနောက်ထပ်ကဟာလေးလေးဆိုတော့ဒီကလေးမိထားရပါတော့ okay sorry ပန်တာကလေးပါနော်တစ်ချက်ကြည့်ရအောင် Ravi exploitation encouraging and fairness okay Ravi တညာတက်ခံရပါခိုးခံရပစ္စည်းတွေပါခိုးခံရမျိုးလေးလေကြောင်းတက်တယ်ဒီလာမယ့်6လအတွင်းမှာနောက်တစ်ခါကြည့်ရအောင် fright depression phobia paranoid ဒီမှာတွေ့လား fear of frustration ကြောက်တဲ့အခိုက်အတန့်လေးလို့ရှိရင်အဲ့ရသင်ခန်းစာတွေလည်းရမှာပေါ့နော်အဲ့ depression လေးလေဒီပြဿနာတွေဖြစ်မယ်ကိုယ်စီစဉ်ထားတယ်လို့မဖြစ်ဘူးเนาะအဲ့တော့ဒီပိုင်းနံပါတ်1လေးကိုကြည့်ရဟာလေတစ်ခုခုကိုဒီဆောင်းမွေးနဲ့ဖြစ်ဖြစ်ကျောင်းသားလို့ဖြစ် scholar နဲ့ပတ်သက်လို့ဖြစ်အဲ့လိုမျိုးပေါ့နော်အဲ့လိုဟာလို့တဲ့စီစဉ်ထားတာရှိလိမ့်မယ်အဲ့လိုစီစဉ်ထားတဲ့အခါမှာကိုမအောင်မြင်တဲ့အစီအစဉ်တွေလည်းရှိမယ်လို့ရှိရင်ပြဿနာတွေလည်းရှိတာလိမ့်မယ်ဒါပေမဲ့အဲ့ပြဿနာတွေရှိလာတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီ depression တွေလည်းရမယ်စိတ်ရှုပ်စရာလေးလည်းပေါ်မယ်ပေါ့နော်နော်အဲ့တော့စိတ်ရှုပ်စရာလေးလည်းဖြစ်မယ်အဲ့တော့အဲ့လိုဖြစ်တဲ့အချိန်မှာဒါဖြစ်နေလဲဆိုတော့ဒီအာယုန်တွေနောက်ပေါ့နော်အာယုန်တွေနောက်ပြီးတော့ depression တွေဝင်နေအဲ့တော့ပြီးတော့ဒီကိုယ့်ရဲ့အစီအစဉ်တွေလည်းမအောင်မြင်တတ်ဘူးဒါပေမဲ့တချို့ပြဿနာတွေပြင်နေသွားပါလိမ့်မယ်เนาะပြဿနာတွေလည်းအောင်မြင်စွာကြော်လွှားသွားနိုင်တယ်လေ depression မဝင်ဖို့အကြံပေးခြင်းလည်းပေါ့နော်တကယ်ကြည့်ရအောင် magic ကဲကိုမှရှိရပေါ့magic ပေါ့နော် magic ဆိုတာရှိကိုမှရှိ abilities တွေကိုအကုန်လုံးပေါ့နော်အသုံးချဖို့လိုအပ်ပါတယ်ကဲဒီပြဿနာတွေကိုကောင်းကောင်းကြော်လွှားခြင်းနဲ့ကိုမှရှိရဲ့ ability အကုန်လုံးကိုအသုံးချဖို့လိုအပ်တယ်နောက်က into okay နှစ်ယောက်ဆောင်တဲ့ပုံလေးနဲ့ကဲအဲ့ဟာကတငယ်ချင်းနဲ့ပဲဖြစ်မလားပေါ့နော်တစ်ချက်ကြည့်ရမယ် okay he was
ရဲ့ energy ကဒီပြောင်းလဲတာပေါ့နော် transformation ဆိုရယ် energy ရဲ့မှာပါတယ်ပြီးတော့protection ပေါ့နော် transformation အပြောင်းလဲလေးလာဖို့ရှိဒီမှာအခွင့်အလမ်းတစ်တွေအသစ်တွေလာဖို့ရှိတယ်เนาะအပြောင်းလဲလေးလာဖို့ရှိတယ်ဒီ energy နဲ့ကြိုက်တာနော်okay ကစားအဲ့ဒီ file number 1လေးရဘယ်လိုလေးဖြစ်မလဲဆိုတော့ကြည့်ရနည်းနည်းလေးနည်းနည်း confidence ရှိမယ်နည်းနည်း hyper ဖြစ်မယ်ပုံစံလေးတွေနောက်ကဒီကြွရလှပပနေတတ်တယ်ပေါ့နော်အဲ့လိုမျိုး confidence ရှိပြီးတော့ကြတော့ဒီလှပပကြွရထထမြမြအဲ့လိုနေတတ်တဲ့သူလေးတွေဖြစ်ဖို့များမယ်လို့ထင်တယ်ပေါ့နော်ဒီကလေးကြားလာတယ်ဆိုတော့cherry blossom cherry blossom ပန်းကလေဒီပန်းဟာတရားဒီကောင်တော့သူခဏပဲပြီးလို့ရှိရင်ခဏပဲပေါ့နော်ခဏပြီးသူလဲ transformation energy ပါတယ်အသက်ကလေးလာဖို့ရှိရဆိုရင် energy ပါတယ်ပေါ့နော်ဒီကဲ energy ရလဲအသက်တွေလာဖို့ရှိရနော်ပိုင်းနံပါတ်1နေတော့ဒီက mutable surrender fluidity welcoming change လက်ခုပ်ထဲကရေလိုပဲတွေ့လားရေကလက်ခုပ်ထဲမှာအကြိုက်နေရေကစီးသွားတယ်နော်မစီးသွားတယ်တွေ့လားစီးသွားတယ်ရောရေလိုမျိုး flexible ပေါ့နော်ဖြစ်ရမယ်ပေါ့နော်အဲ့တော့လက်ခုပ်ထဲကရေလိုမျိုးပေါ့နော်အများနဲ့ကိုယ်စီမှာတမတ်ထဲရှိမနေနိုင်ပေါ့နော်ရေကအများစီးစင်းတက်တဲ့သဘောရှိရဲအဲ့တော့အပြောင်းလဲလေးရှိရပေါ့နော်အဲ့အပြောင်းလဲလေးတွေကိုလက်ခံပြီးပါတဲ့ပြောချင်တာကဒီမှာနော်ပြောချင်တာဒီမှာအခက်ခဲလေးတွေရှိနေအခက်ခဲလေးရှိနေရှိရအခက်ခဲတွေကိုရင်ဆိုင်ပြီးပါကြော်လွှားပြီးပါဟုတ်ပြီနော်ဒီအခက်ခဲကိုဒီ depression ဝင်မှာလေဟုတ်ပြီနော်ဒီအခက်ခဲတွေကနောက်ထပ်အခုလမ်းတစ်တွေရောက်လာမယ်နော်အတွက်လှေကားတစ်လေးတစ်ခုလို့နော်အဲ့ဟာကိုဒီပြောင်းလဲလေးကိုဆိုပြီးပါဒီမှာလဲ transformation တွေပါပါတယ်နော်ပါပါတယ်ဒီနော်okay ကဲဒီချစ်ရေးနဲ့ပတ်သက် number 1နေရဲ့ချစ်ရေးနဲ့ပတ်သက်တာလေးလည်းဆွဲထားပါအချစ်ရေးဆိုတာလည်းမပါမဖြစ်တယ်လို့เนาะအဲ့တော့တစ်ချက်ကြည့်ရအောင် passion keep the flame of passion alive is the heartbeat of love တဲ့လူတယောက်ကိုချစ်တဲ့စိတ်လေးကိုပေါ့เนาะအဲ့တော့ချစ်တဲ့စိတ်လေးเนาะချစ်တဲ့စိတ်လေးကိုတင်ထားပေးပါတဲ့เนาะအဲ့တော့ကိုယ့်ရဲ့နှလုံးခုန်တန်လေးကိုတင်ထားပေးပါပေါ့เนาะဒီမှာပိုင်းနံပါတ်1လေးကြည့်ရမှာဆောင်တွဲလေးဟိုမှာလည်းဆောင်တွဲလေးမှာဆောင်တွဲလေးကြည့်ရသူတို့crash နေတဲ့သူသဘောကျနေတဲ့သူရှိနေတယ်နော်ပြီးလို့ရှိရင်သူ stable ဘယ်လိုပြောမလဲသူ relationship ရှိကြတဲ့သူတွေလည်းများနေတယ်နော် okay အဲ့တော့ဒါလေးပဲလားထားရအောင်နော်ဆိုတော့နားလေးထားလိုက်ပါချီရတော့သူတို့တက်က stable ဖြစ်နေတယ်ပိုင်းနံပါတ်1နေတော့တာဘာမှထူးခြားခြားမတွေ့တရပဲအခြေရေးရသူတို့ဘက်ကတော့ကဲနောက်ကို okay trust ဟုတ်ပြီဒီ trust ရဲ့ကလေးရပါတော့ကိုအခုချိန်ကယုံကြည်မှုရှိနဲ့အလုပ်လုပ်ဖို့အချိန်နဲ့ဟုတ်ပြီနော်ယုံကြည်မှုရှိချင်းနဲ့အလုပ်လုပ်ရမယ်အချိန်ပဲအဲ့တော့လုပ်တယ်နောက်ထပ်သူကလည်းကိုယုံကြည်မှုရှိနဲ့အလုပ်လုပ်မယ်ဆိုရင်သူကလည်းအသစ်တွေထပ်ပြီးရောက်လာလို့ရှိရဲဆိုရင် energy လေးပဲဟုတ်ပြီနော်အဲ့တော့ဒီဟာကပြီးဖျောင်းနိုင်ရနောက်ဆုံးမှာပျော်ကျသွားမယ်ပျော်ကျသွားပြီးလို့ရှိရင်ဘာဖြစ်မလဲဆိုတော့နောက်ထပ်ဖျောင်းနိုင်အသစ်ကိုထပ်ပြီးတော့ထွန်းရမယ်အဲ့ energy ပဲအဲ့အခုချိန်မှာကိုဘလို့ပဲခက်ခဲတွေပဲရှိဘလို့ပဲဒီမှာလက်တွေ့လာဒီဖျောင်းနေပြီးတော့သွားဆိုတော့ဒီရေဒီမှာပြောက်ပါလေရေရဲ့ energy လိုမျိုးပေါ့နော်ဒီ fluidity ဆိုရဲ့ energy လိုမျိုးလည်းရှိတာပေါ့နော်ဒီစီးကြတဲ့ energy ရှိတယ်အဲ့အကြောင်းမလို့ဒါဟောလေကိုယုံကြည်မှုရှိရမှာပေါ့နော်ယုံကြည်မှုရှိနေဟိုဖြစ်ပါ energy လေးရှိတယ်ကဲဒါလေးဒီထည့်လိုက်မယ် okay ဒီ energy မှာတော့များနေပြီနော်ဒီ energy မှာနောက်ထပ်ကြည့်ရအောင် errors okay but from the seed within the belly of the moon feel the wise felt touch over our heart and felt deep within the marrow of our spirit ဒီကဲသူကဘယ်လိုလဲဆိုတော့အသက်ကြီးရဲ့သူတွေပေါ့နော်
ကိုတခုမလုံးနိုင်ဘူးခက်ခဲရှိနေရဆိုလို့ရှိရင်အသက်ကြီးရဲ့သူတွေကိုထက်အဝါကြီးရဲ့သူတွေစီကနေအကြံဉာဏ်လေးတောင်းပါနောက်တစ်ခါကျကိုထက်အသက်ကြီးရဲ့သူတွေကိုစာနာပြီးတော့ကိုယ်ဖေးမှပြီးပါပေါ့နော်အဲ့တော့ဒီဘာလို့လဲဆိုတော့ဒီပိုင်းနံပါတ်1ကိုယူရတဲ့ဘယ်နှကပြောအသက်ငယ်ရဲ့သူတွေဖြစ်ပုံများတယ်တက်ငယ်ရဲ့သူတွေမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီကက်ဆယ်ရဲ့ energy ပေါ့နော်ငယ်ရွယ်ပြီးတော့တက်ကြွပြီးတော့အရင်လှပတဲ့ energy communication ရှိတဲ့ energy ရှိရဲ့အခါကျတော့ဒီကိုထက်အသက်ကြီးရဲ့သူတွေကိုတုံးခဲဖြစ်တာမျိုးနောက်ကဒီတို့ရဲ့အကြံဉာဏ်မျိုးချင်းဒီလွတ်လပ်တဲ့ energy ရှိရပေါ့နော်ရှိရအတွက်ကြောင့်မို့ဒီခါလေးကြာရင်ကိုတယောက်ထဲလုံနေရထက်စားလို့ရှိရင်ဒီအသက်ကြီးရဲ့သူရဲ့ energy ပေါ့နော် energy ကိုလည်းယူပေးပါပေါ့နော်အဲဟာလေးလေ okay ဒါလေးပဲဒီမှာထားလိုက်မယ်တကြီးရဲ့သူတွေစီကနေပြောရှင်ကိုတာဝါကြီးရဲ့သူတွေစီကနေပြောရှင်နော်အဲ energy လေးကိုမဖြစ်ပေးပါတဲ့ okay okay at wash it until my body is in your arms I will wash it dear mother of my ခုနကလည်းဒီမှာတွေ့လာဒါလေးတစ်ခါပြန်ထောက်လိုက်ဒီမှာလည်းထူးဆန်းတော့လက်ထဲမှာရေကလွတ်ကျသွားတယ်လွတ်ကျသွားတဲ့အချိန်မှာဒီမှာပိုင်ဆိုင်တဲ့ဟာဒီနောက်ထပ်တော့တွေ့လာတစ်လေးအစ်တစ်ခုပေါက်လာပြီးတော့ဒီမှာတွေ့လာနော်အဲ့တော့ပြောချင်တာကတစ်ခုကလွတ်ကျသွားပြီမဲ့လေနောက်တစ်ခုကကိုယ်စီမှာရှိနေတယ် materials energy အစ်တွေထပ်ပြီးတော့ရောက်ရှိလာမယ်တစ်တွေရောက်လာပြောချင်တာဒီကိုစီစဉ်ထားတဲ့အရာတွေဖြစ်လာမယ်မဖြစ်လာဘူးပေါ့နော်မဖြစ်လာဘူးခက်ခဲရရှိမယ်ဘလို့ပဲအခက်ခဲရရှိကိုဟီမန်ထားတဲ့အတိုင်းဖြစ်မလားဖြစ်မလားဆုံးရှုံးသွားနောက်ထပ်အစ်စ်ကရောက်လာမှာပဲအဲ့အစ်စ်ကိုကလည်းနောက်ဒီမှာတွေ့လာညညနိုးနိုးနဲ့ဒီမှာဒီအာရခံစားပြီးတော့ကျင့်တဲ့နေတဲ့ပုံလေးပေါ့နော်အဲ့တော့ဒီလိုအစ်စ်တွေကရောက်လာမှာဘယ်မှာလဲလက်ပြ energy transformation energy ပါတဲ့အတွက်ကြောင့်ပြောင်းလဲတွေကတစ်ခုဆုံးရှုံးသွားရင်တစ်ခုကအစ်စ်ကထက်ရောက်လာမှာပဲလောကကြီးမှာဒီလိုပဲမငြင်းဘူးเนาะအဲ့ဟာလေးကိုဘာ depression ဝင်နေမလဲဝင်မနေဘဲနဲ့ကိုအကောင်းဆုံးကိုယုံကြည်မှုရှိနဲ့အကောင်း effort တွေတုံးပြီးတော့စူးစမ်းမယ်အားဆိုလို့ရှိရင်ကိုကဒီအပြောင်းလဲတဲ့ကိုစီရောက်လာမယ်ပေါ့နော်ဒီ energy နဲ့ကိုဆက်ဆက်နေဒါလေးကိုတင်လိုက်တာ okay ဟိုပေါ်တော့ရောက်ပြီပေါ်ရအောင်ထားလိုက်ထားရလဲလာမှာဆိုကဲနောက်တစ်ခါ okay oh abundance prosperity and abundance ဒီမှာတင်တော့ဝါနော်ဝိုင်လေးတောက်ပြီးတော့ကိတ်လေးစားပြီးတော့အေးစစ်စစ်လေးမှာအကြောင်းလေးတဲ့တက်တူစားပြောင်းရွှင်နေတဲ့ energy လေးကိုတွေ့ရတယ်နော်ပပလေးအဲ energy မျိုးလေးကိုတွေ့ရတယ်နော်ကိုစီမှာရေမီးဆောင်တဲ့လေးကြီးခုံတော့ energy ကအပြည့်နော်အဲဘာလို့စိုးရင်နေလဲဟုတ်တယ်နော် okay ဒါလေးဒီမှာထားလိုက်မယ်မတွေ့လား face your fears come on ကိုယ့်ရဲ့အကြောက်တရားတွေရင်ဆိုင်ပါရနော် okay ဒီမှာတွေ့လားကိုယ်မှာပြဿနာကြီးမအောင်မြင်တဲ့အခြေအနေကြီးဒီမှာ frustration ကြောက်တဲ့အခိုက်အတန့်တွေရမယ်သင်ခန်းစာတွေရမယ် depression တွေလည်းရှိမယ်မတွေ့လားဒီမှာ depression ဘလို့ပဲ depression ရှိတယ်အဲ့အကြောက်တရားကိုရင်ဆိုင်လိုက်ပါကိုယုံကြည်မှုရှိနေ okay နော်ကောလာမှာတော်တော်များနေ energy ရနောက်တစ်ခုက please more keep moving forward you got this okay please more ဆက်ပြီးဒီမှာလာချမ်းကွေးလေးနဲ့ဆက်ပြီးဖြစ်လာပြည့်သွားမှာပဲเนาะပြီးရင်လာဆုပ်သွားမှာပဲဒီလာပြန်ပြည့်နေမှာပဲတော့ဘဝမှာအခက်ခဲဆိုတာလည်းရှိမယ်နောက်ခုကပါလဲဆိုတော့အောင်မြင်မှုတွေဆိုတာလည်းရှိလာမယ်အောင်မြင်မှုတွေပြီးဆုံးရှုံးမှုတွေရှိမယ်ပြီးတော့ကြားဒီလိုဒီသဘောတဘာဝပဲရှေ့ဆက်သွားနေရမှာပဲအကြာရှုံးနေဆိုပြီးရက်လိုက်လို့မရအောင်မြင်နေရဆိုပြီးတော့လည်းရက်လိုက်လို့မရဟိုအောင်မြင်အောင်ကြိုးစားမှာပဲအဲ့ energy ပဲမျိုးပဲเนาะကိုယ့်အကြောက်တရားတွေရင်ဆိုင်မှာဘယ်လိုပဲဆုံးရှုံးမှုရှိထပ်ပြီးတော့ကြိုးစားပါကိုအားဆက်ပြီးအားထဲပါလှုပ်ဆောင်ပါပြီးလို့ရှိရင်အဲ့မှာဒီလားအပြောင်းလဲရောက်လာပါလိမ့်မယ်เนาะ okay တော့ energy လေးကလုံးဝကြိုက်တယ်เนาะကဲဒါ solution oracle reading လေးကိုတစ်ဖြတ်ပြန်ပြီးပြောပြမယ် oracle reading လေးမှာတော့ဒါရေးပါမလဲဆိုတော့ဒီအခုပိုင်းနံပါတ်1ကိုရွေးရတဲ့ငယ်ရွယ်တဲ့သူဖြစ်ဖို့များတယ်။ကျောင်းသားတွေဖြစ်ဖို့များတယ်။နောက်ကကြိုးစားနေသူဖြစ်ဖို့များတယ်နော်။အဲ့ခါကျတော့သူက
နော်အဲ့ခါကြတော့ဒီမှာစပွဲရတယ်ဒီမှာ scholar stimulator ကပ်မှာစပွဲရရှုပ်ပွားနေပြီးတော့အာယုန်တွေလည်းနောက်တယ်နော်အဲ့လိုအခြေအနေမျိုးမှာကိုမှတခုခုအတွက်ပြင်ဆင်နေတဲ့အချိန်လည်းဖြစ်ဖို့များတယ်ပြင်ဆင်နေတဲ့အချိန်မှာသူ့အနေနဲ့နော်အခက်ခဲတွေရှိနေလမ်းပြောက်သွားတော့လမ်းပြောက်သွားတာလို့စပွဲထဲမှာနော်ဒီပစ္စည်းတွေရှုပ်ပွားနေတာကဘာလို့ဘာယူရမလို့ပစ္စည်းယူလို့ယူရမလို့မသိဒါနဲ့ဘယ်လိုတက်လို့တော့မသိမရှင်းလင်းတော့အခါမှာကိုကဘယ်လိုပြန်လုပ်ရင်ကောင်းလဲဆိုတာကိုပြန်လည်ရှာဖွေဖို့ကအရင်အကြီးကြီးလမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့အရင်အကြီးကြီးတယ်အဲ့တော့ဘာလို့လို့ပြောလဲဆိုလို့ရှိရင်ပိုင်းနံပါတ်1လေးတွေကဓမ္မနော်သူ့မှာဘလို့ပဲတီးပြေဆုံးတီးပြေဆုံးသူတို့မှာတဒနာလေးတွေအခက်ခဲလေးတွေရှိလာတတ်တယ်ရှိလာတတ်တဲ့အခါမှာသူတို့အနေနဲ့နော်မ magic okay မှာလုံးတမ်းကင်ကအကောင်အဆင်ပြေရဲ့ abundance energy နဲ့ဒီမှာသူတို့ဆွဲပြလိုက်နော်ဘလို့ပဲအဆင်ပြေနေပါစေအခက်ခဲတွေဆိုတော့ရှိလာမှာပဲရှိလာတဲ့အခါမှာเนาะဒီပြဿနာတွေရှိလာတဲ့အခါမှာမကြောက်ရုံပဲနဲ့เนาะကြောက်စိတ်တွေပေါ်လာလိုက်မယ်ဖြစ်ပါမလားငါလုံနိုင်ပါမလားဟာငါလုံတာလုံရတာမအောင်ဘူးဘယ်လိုဖြစ်တာလဲပေါ့နော်အဲ့လိုဖြစ်လာတဲ့အခါမှာကိုယ့်ရဲ့အကြောက်တရားတွေရင်ဆိုင်ပါရှေ့ဆက်သွားပါเนาะအဲ့လိုမျိုးရှေ့ဆက်သွားလို့ရှိရင်အပြောင်းအလဲတွေပြောင်းလဲတွေလာလိမ့်မယ်ဒီမှာတွေ့လာเนาะတခုလွတ်ကြသွားပြီမယ်နောက်တစ်ခုကထပ်ပြီးတော့ရောက်လာတယ်เนาะသတင်းစကားတွေလည်းထပ်ရောက်လာလိမ့်မယ်အခါကိုကထပ်ကြိုးစားလို့ရှိရင်ခွန်လန်းတက်တွေရောက်လာမယ်ခွန်လန်းတက်တွေမှာအများကြီးပဲเนาะတောက်လျှောက်ရောက်လာဖို့ရှိတယ်နောက်တစ်ခုကတငယ်ချင်းနေနဲ့လည်းအစင်မပြေဖြစ်တတ်တယ်အစင်ပြေဖြစ်တတ်တယ်ရှိရတငယ်ချင်းနေနဲ့အရင်တော့အစင်မပြေဖြစ်ခဲ့တဲ့တငယ်ချင်းတွေပြောတာ sorry အရင်တော့အစင်ပြေဖြစ်တဲ့တငယ်ချင်းတွေလည်းပြန်ပြီးတော့အစင်ပြေတာမျိုးလေးဖြစ်တတ်ရှိတတ်တယ်ပေါ့နော်ဒီ6လလို့နောက်တစ်ခုကပစ္စည်းကြောက်တာလေးတွေလည်းရှိတတ်တဲ့ကောင်တတိထားရမယ်ပြီးတော့ဒီဖိုင်နံပါတ်1လေးရငယ်ရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ့်အသက်ကြီးရဲ့သူတွေကိုလည်းဝါကြီးရဲ့သူတွေစကားတွေပေါ့နော်မိဘဆရာသမားတွေစကားတွေနားထောင်ပြီးတော့လည်းဒီဟာကိုကြော်ဖြတ်သွားဖို့လည်းအရေးကြီးရပေါ့နော်ဒီခက်ခဲပေါ့အဲ့တော့သူ့ရဲ့အခြေအနေကတော့အေးစစ်စစ်လေးပဲလို့ကိုထည့်ရတော့ယူဆပါတယ်ပါနမ1လေးရနော်ခဲထားလို့လည်းကြည့်ရအောင်Okay. Okay, the hangman. Hangman ရဲ့ energy ကသူကပေါ့နော်အဲ့တော့ဒီမှာခုနကဒီ scholar က energy နဲ့တူတူပဲเนาะ the scholar က energy နဲ့တူတူပဲအဲ့တော့ဒီမှာကိုကဘလို့ဒီစပွဲတွေမှာပစ္စည်းနဲ့ရှုပ်ပွားနေတဲ့ကြောင့်မို့လို့ဒီအရှုပ်ကိုရှုပ်ပွားနေတဲ့ကမှာကိုဘာလို့လဲတော့မှမသိတော့တဲ့အခါမှာကိုလမ်းပြောင်းနေတဲ့လမ်းပြောင်းလို့ဘာလို့လဲဒီစပွဲကိုရှင်းရမယ်ရှင်းပြီးတော့မှနောက်ထပ်ဘလို့ပြန်လုပ်မယ်ဒီနောက်ထပ်လမ်းတစ်ခုထပ်ရှာမယ်သူလည်းအတူတူပဲဒီကဲ့ရဲ့ energy ကလည်းကိုဘာလို့လုံးရမှာခံနေမသိတော့တဲ့အချိန်မှာနောက်ထပ်ဒီလမ်းတစ်ခုနဲ့ဇောက်ထိုးအတဲကြည့်မမြင်ရရင်ဇောက်ထိုးကြည့်မယ်ဇောက်ထိုးကြည့်ရဲ့အခါမှာနောက်ထပ်ကိုဘယ်လိုလုပ်ရမလဲဆိုအိုင်ဒီယာကြီးပေါ်သွားမယ်နော်ဟုတ်ပြီနော်နော်အဲ့လိုတော့ရှိဟုတ်ပြီနော်ကဲနောက်တစ်ချက်ကြည့်ရအောင်โอเคတမောဒီစိတ်ထဲမှာအာယုံကြီးထူပြဝေဝါးနေလိမ့်မယ်စိတ်ထဲမှာအာယုံကိုထူပြဝေဝါးနေတတ်တယ်နော်ဘာလို့လဲလောရမလဲဒီဖြစ်နေတတ်တယ်နော်โอเคတော့ဘလို့ပဲလေဟိုပဲဖြစ်ဖြစ်အခြေအနေရပြောင်းပြန်လေဖြစ်နေပါစေเนาะဘလို့ပဲအာယုံကိုထူပြပါစေကံကောင်းခြင်းတွေကတော့ပိုင်နံပါတ်1လေးတွေစီရောက်လာတာပါเนาะတဘောကန်ဆိုးနေတဲ့အချိန်မှာကံကောင်းခြင်းတွေရောက်လာနေတယ်အရန်ကောင်းပါတယ်ဒီကံကြီးဟုတ်ပြီနော်ကံကောင်းခြင်းတွေရောက်လာပြီးတော့အိုးခွင့်လန်းတစ်တွေရောက်လာတယ်နော်ဒီလားအဲ့တော့ကံကောင်းခြင်းတွေကလည်းကိုယ်စီမှာရှိတယ်နော်ရှိမှာပြီးတော့ဒီမှာ magic ဆိုတဲ့ energy တွေလည်းပါတယ်ကံကောင်းခြင်းတွေလည်းရှိမှာဒီမှာတစ်ခုလွတ်ကျသွားပြီးတော့ဒီမှာတစ်ခုလွတ်ကျသွားပြီးတော့တစ်ခုကပြန်ဝင်လာမှာတစ်ခုလွတ်ကျသွားတစ်ခုကရောက်လာမှာရောက်လာတဲ့အနေအထားမျိုးမှာနော်ရောက်လာတဲ့အနေအထားမျိုးမှာကိုကဘာလို့စိတ်နှိမ့်ခံပါလဲဟုတ်တယ်မလားနော်စိတ်ရှုပ်ခံပါလေဟုတ်ပြီနော်အဲ့ဒီစိတ်ရှုပ်ရမှာအကြောက်တရားတွေစိတ်ရှုပ်စရာတွေရင်ဆိုင်လိုက်ပါရင်ဆိုင်ပြီးတော့မှ move on လုပ်ပြီးလုပ်လိုက်လို့ရှိရင်ကံကောင်းခြင်းတွေရောက်လာမယ်အခွင့်အလမ်းတွေရောက်လာမယ်နော်မတွေ့လားโอเคနောက်တစ်ခါကတော့စိတ်ရှုပ်စရာလေးတွေကတော့ရှိလိမ့်မယ်ပေါ့နော်အခွင့်အလမ်းတွေခါလေးကြလို့ရှိရင်ဒီကိုခွင့်အရေးတွေနောက်မှာပြင်ပန်းခြင်းတွေလည်းလာတတ်တယ်ပေါ့နော်စိတ်ညစ်စရာလေးလည်းရှိတတ်တယ်
အခုကconflict လေးပေါ့နော်အဲ့တော့ဒီမှာတွေ့တာစကားများတာလေး conflict လေးတွေရှိတယ်နော်အဲ့တော့ပိုင်းနံပါတ်1လေးတွေကတော့နည်းနည်းလေးရတာဆောင်ရဖြစ်တာပေါ့နော်စိတ်ရှုပ်စရာလေးရှိမယ်အတိုက်ခိုက်လေးရှိမယ်အပြိုင်ဆိုင်လေးရှိမယ်ဘယ်လိုပဲအတိုက်ခိုက်လေးစိတ်ဆင်းရဲစရာစိတ်ရှုပ်စရာတွေနော်စိတ်ထဲမှာမရှင်းတာတွေဘယ်လိုပဲရှိနောက်ဆုံးမှာကိုကဓာတ်တွေကိုရင်ဆိုင်မှုဖွင့်လုပ်လိုက်တဲ့အချိန်ကြာလို့ရှိရင်ဒီမှာ the word ကံကောင်းသွားလိမ့်မယ်เนาะကံကောင်းပြီးတော့ပျော်ရွှင်ခြင်းတွေရောက်လာမယ်ခွင့်လန်းသစ်တွေရောက်လာပါလိမ့်မယ်လို့ကြံပေးချင်ပါတယ်เนาะโอเคဒါကတစ်ပိုင်းပေါ့เนาะကဲနောက်ထပ်တစ်ပိုင်းကိုကြည့်ရအောင်နောက်တစ်ပိုင်းကိုကြည့်ပါโอเคမဆန်တော့ဘယ်လိုလုပ်ကောင်းလဲအဲ့အများကြီးပြောချင်ပြီးဆန်တော့တဲ့အခါကျရင်ဒါလေးကိုဒီလိုလေးနည်းနည်းချော့လိုက်မယ်ဒီလိုတစ်ပိုင်းစီချော့လိုက်နော်ဒီ energy ကတစ်ပိုင်းဖြစ်နေတဲ့အခါကျ okay eight of swords ဒါရှိချောင်းကဒီ energy ကဘယ်လိုလဲဆိုတော့ကိုယ်မှာနော်ဒီမှာဆိုလို့ရှိရင်နေမကောင်းဖြစ်တယ်နော်နေမကောင်းမှကျမ်းမှာဖြစ်ပြောချင်တယ်သူကဒီကိုယ်စိတ်ထဲမှာဒီ restriction တွေရှိနေရပါတော့စိတ်ထဲမှာပြောရမယ်နော်လုံနိုင်ပါမလားဖြစ်နိုင်ပါမလားပေါ့နော်စိတ်ထဲမှာမလားနဲ့ဒီ depression တွေရနေတာပေါ့နော်ဒီစုပြရအနေထားမျိုးလေးဖြစ်တတ်တယ်နည်းနည်းဖိုင်နံပါတ်1လေးတတိထားတယ်ပေါ့ကျင်းစင်နောက်ကကျင်းစင်နေနဲ့လည်းနေမကောင်းဖြစ်တတ်တယ်ကျမ်းမာရေးမကောင်းဖြစ်တတ်တယ်နော်အားလေးလည်းတတိထားရတယ်ဟုတ်ကဲ့ okay နောက်တစ်ခါတောင်းတယ်နော်9 of cups နော်ဒီမှာအကောင်လုံးပျော်ရွှင်ရွှင်နဲ့ပျော်ပွဲစားထက်ပြောချင်တာဒီအဲ့အခြေအနေကိုကြော်လွန်သွားရင်တော့နောက်ဆုံးမှာပျော်ရွှင်ရမယ့်အနေအထားလေးရောက်လာမယ် okay the sun energy ပျော်ရွှင်ခြင်းပဲဟုတ်ပြီနော်စိတ်ရှုပ်ဒီလိုပေါ့နော်စိတ်ထဲမှာအာရုံနောက်စရာလေးတွေရှိနေတယ်ကိုကငါလုံးနိုင်မှဖြစ်နိုင်ပါမလားနောက်ဆုံးမှာတော့အောင်မြင်လိမ့်မယ်ပျော်ရွှင်လိမ့်မယ်ဟုတ်ပြီနော်နော်ကိုဆုံးဖြတ်ချက်ချထားတဲ့အတိုင်းကိုဒီမှာတွေ့လားနော်မြင်းဖြူစီကိုဆုံးဖြတ်ချက်ချထားတဲ့အတိုင်းကိုလုံနိုင်လိမ့်မယ်နော်ကိုလုံနိုင်လိမ့်မယ်တော့တွေ့လား okay ace of cup နော် new feel ပေါ့နော်ပျော်ရွှင်စရာအခိုက်အတန့်လေးဝမ်းသာစရာအခိုက်အတန့်လေးခံစားချက်အသစ်တွေကိုစီရောက်လာပါလိမ့်မယ်ကိုဆုံးဖြတ်ချက်ချထားတဲ့အတိုင်းသွားနိုင်လိမ့်မယ်ပေါ့နော် okay nine of swords ပေါ့နော် nine of swords ရဲ့ energy ကနည်းနည်းလေးပြောပြမယ်အာယုံတော့ဒီမှာလေးနော်အဲ့လိုဆုံးဖြတ်ချက်ချပြီးလုပ်နေရင်းကနေလို့ရှိရင်အာယုံနောက်ဆရာလေးပေါ့နော်ဒီမှာကိုကဒီအာယုံမခံနိုင်လို့ထွက်ပြေးရပါတော့အဲ့လို energy ကဲအဲ့ဟာဒီရှေ့မှာထားလိုက်မယ်နော်8 9နော်8 of swords 9 of swords ဟုတ်တယ်နော်အဲ့တော့ဒီမှာဒီထန်တွေမခံစားနိုင်ဘူးထွက်ပြေးပြီးတော့နေမကောင်းဖြစ်မယ်เนาะစိတ်တွေရှုပ်ပြီးတော့ဗောနော်စိတ်ရှုပ်တဲ့ထန်တွေမခံစားနိုင်ဘူးပိုင်းနံပါတ်1လေးပြเนาะလူတွေဖြစ်တဲ့ကြောင့်စိတ်ရှုပ်တဲ့ဟာကိုမခံစားနိုင်ဘူးမခံစားနိုင်တော့စိတ်ထောင်းကိုကြီးဖြစ်မယ်အဲ့ဒီခိုက်တန်တွေကြော်လို့သွားလို့ရှိရင်เนาะဒီမှာเนาะပျော်ရွှင်ရမယ်ပျော်ရွှင်စရာလေးပေါ်လာမယ်ဘယ်လိုရှိကိုကြီးမှန်းထားတဲ့အတိုင်းဆက်ပြီးသွားမယ်ပြီးတော့ဒီပိုင်းနံပါတ်1လေးက energy ကသူ့ရဲ့သဘောတရားဘယ်လိုရှိလဲဆိုတော့အလုံးလုံးနေเนาะတခုခုသူလိုချင်လို့စူးစမ်းနေရတယ်ဒီချစ်လျှောက်လာမှာเนาะခက်ခဲလည်းပေါ်လာမယ်လုံးသမ မအောင်မြင်လေးဖြစ်တတ်တယ်စိတ်တွေလည်းရှုပ်ရမယ်စိတ်တွေလည်းပင်ပန်းရမယ်ဆင်းရဲရမယ်ပြီးတော့ပေါ့เนาะနေမကောင်းနေလည်းဖြစ်မယ်ဆုံးရှုံးမှုလေးတွေရှိမယ်เนาะအဲ့လိုရှိနေရင်ဒါပေမဲ့သူတို့ရဲ့ကံကောင်းတာသူတို့မှာဒီလုံနိုင်တဲ့ ability ပေါ့နော် support ပေးမဲ့သူတွေလုံနိုင်တဲ့ ability တွေကရှိတဲ့အခါကျတော့အဲ့ခိုက်တက်နေလို့ဒီကြော်သွားနိုင်ပြီဆိုလို့ရှိရင်တော့တစ်ဖက်ကဆုံးရှုံးသွားပြီမဲ့လေနောက်တစ်ဖက်ကပြန်ပြီးရောက်လာတယ်လို့ပြောပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးဖြစ်လာတယ်နော်ဖြစ်လာလိမ့်မယ်အဲ့အခြေအနေလေးတစ်ခုကိုပဲကောင်းကောင်းကြော်သွားနိုင်နေတာပါနောက်တစ်ခုကကိုတယောက်တည်းမဟုတ်ပါဘူးကိုနာမှာညီသားစီယာတမ
ဒီပေါ့နော်ကိုထပ်ဝါကြီးရဲ့သူတွေတပါကြီးရဲ့သူတွေသူတွေရတဲ့အကြံဉာဏ်တွေယူပြီးတော့ဒီခက်ခဲတွေကြော်သွားတာကိုတယောက်တည်းကျိတ်လို့ပါနဲ့ကျိတ်လို့နော်ဒီပြင်ပမှုဆုံးရှုံးမှုတွေရှိတတ်တယ်ပေါ့နော်တော့အဆင်ပြေမယ်လို့ကိုထေရီကယူဆပါတယ်အများကြီးလည်းပြောပြသွားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီပိုင်းနံပါတ်1လေးကိုအဓိကမှာချင်တာကတော့ face your fears ကိုယ့်ရဲ့အကြောင်းတရားကိုဆိုင်ပါဆုံးရှုံးတိုင်းလည်းပြီးဆုံးရှုံးသွားမှာဘူးနောက်ထပ်အသေးရောက်လာဖို့အတွက်နေရာလောကရှိပေးရဖြစ်တယ်ဆိုတာကိုပြောချင်တယ်ပေါ့နော်ပြောရဲဟုတ်ပြီဒီဖိုင်နံပါတ်1လေးတွေဒီကတော့ဒီလောက်ပဲပေါ့နော်ဖိုင်နံပါတ်2လေးပဲကြည့်လိုက်ရအောင်အခုပိုင်းနံပါတ်2လေးတွေအတွက်ဆက်ပြီးတော့ကြည့်နေတယ်ပေါ့နော်ပိုင်းနံပါတ်2လေးရဲ့ significator curve လေးကတော့ that sleeper ပေါ့နော် cause and effect clarity ရဲ့ကဲဒီမှာကြည့်လိုက်မယ်ဆိုရင်သူကလေမျက်စိလေးမှိတ်ထားတော့ဒီတိမ်အမောင်တိမ်နေကြမှာမျက်စိလေးမှိတ်ထားအဲ့တော့ဒီကတ်ကိုကြည့်လိုက်တော့လေအဲ့နေတဲ့သူပေါ့နော်အဲ့နေတဲ့သူတွေတူတယ်ပြအဲ့တော့ဝါဟော်လေးဒီအမောင်တို့တွေထားရမှာသူကလေအဲ့ရပေါ့နော်ပြောချင်တာဒီ static ဖြစ်နေရဲ့အနေထားမျိုးပေါ့နော်အဲ့တော့ဒီအခြေအနေတစ်ခုမှငြိမ်နေရတော့နော်အဲ့တော့သူရဲ့ cause and effect ဆိုတာကဒါလုံးလုံးဒါဖြစ်တာဆိုအဲ့တော့ဒီကရဲ့သဘောတရားကဘယ်လိုရှိလဲဆိုလို့ရှိရင်သူရဲ့ energy ကလေကိုအရင်တော့ကောင်းတာတွေလုပ်ခဲ့တယ်ကောင်းတဲ့အကျိုးတွေကိုအခုချိန်မှာခံစားရမယ်မကောင်းတာတွေလုပ်ခဲ့မကောင်းတာတွေခံစားရမယ်เนาะ clarity ရှင်းလင်းနေတယ်ရှင်းပြီးသား is all written เนาะကိုလုပ်တဲ့အတိုင်းကိုခံစားရမယ်ဥပမာခါမဆိုရဲ keyword လို့ပြောတာပါเนาะအဲ့တော့ကိုစိုက်ပြိုးတာကိုကြီးတင်ရဆိုတဲ့ energy တွေမျိုးပဲအခုချိန်မှာသူကတော့တည်တည်ငြိမ်ငြိမ်ရှင်းရှင်းလင်းလင်းပဲပေါ့နော်ဖြေကတော့ရှင်းတယ်အရင်တော့ကိုစူးစမ်းခဲ့ရင်စူးစမ်းမှုရဲ့အတီးပွင့်ကိုခံစားရမယ်မစူးစမ်းခဲ့ဘူးဆိုရင်မစူးစမ်းတဲ့အလျောက်ပဲကိုခံစားရမှာပေါ့နော်အဲ့တော့ဒီကဲ့ရဲ့ energy ကဒီလိုရှိရပေါ့နော်ကဲပိုင်းနဲ့ထူးလေးပဲကတော့နော်အဲ့ story ရေးထားတဲ့ကတ်လေးကဒီအဲ့လိုအထိပ္ပယ်ပေါ့နော်ကဲနောက်ထပ်ဟွာလေးနဲ့ကြည့်ရအောင်Leafလေးနဲ့ကြည့်ရအောင်someone will try to make you do something against your will အဲ့တော့တစုံတယောက်တင်းမုတ်နဲ့ထုတယ်လို့မျိုးပြောတာပါတင်းမုတ်နဲ့တယောက်ကနောက်မှာကိုလုံးသမျှတွေကို live ဖြတ်နေတာပေါ့နော်ကိုလုံးသမျှတွေကို live ဖြတ်နေတဲ့သူတယောက်တော့ရှိရပေါ့နော်ကိုနောက်မှာကိုမသိအောင်သတိထားမယ်နော်Pay attention to your finance ကပတ်စံကိစ္စလည်းတတိထားပတ်စံလေးမှာတဲ့ crop ဖို့ရှိရယ်နော်နောက်လာမယ့်6လမှာပတ်စံကိစ္စတတိထားပါပိုင်းနဲ့ထူလေး Okay you should accept daily criticism ကိုဝေဖန်တဲ့ဟာတွေကိုကောင်းသောဝေဖန်ခြင်းတွေဆိုတော့လက်ခံတဲ့နေတဲ့အဲ့တော့ပိုင်းနံပါတ်2လေးကြီးရနည်းနည်းလေးခေါင်းမှာနဲ့ပုံလာတော့မသိဘူးပေါ့နော်အဲ့လိုမျိုးကလေးကြလာတကယ်ဆက်ကြည့်ရအောင်ပါမဝေဖန်သေးဘူးဒီမှာလीပတ်စံတဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်းတတိထားကိုကအရန်အသုံးကျန်းတဲ့သူဆိုလို့ရှိရင်ပတ်စံကိုယ်ထဲမှာထွက်သွားမှာပဲဒါမှမဟုတ်ကိုကဒီ investment ကိုမှားရင်းစွာလုပ်မိပြီဆိုလို့ရှိရင်ကိုပတ်စံထွက်သွားမှာပဲပေါ့နော်ပတ်စံကိစ္စနဲ့ပတ်သက်တတိထားမယ်ညနာနှစ်ဖက်တငယ်ချင်းနဲ့ကြတွေ့လားနော်ညနာနှစ်ဖက်နဲ့တငယ်ချင်းရှေ့မှာတော့အပြုံးချွတ်ချွတ်လေးနောက်ကြကြရင်ကိုဒီမှာတွေ့လားနော်ကိုမကောင်းကြောင်းတွေရှောက်ပြောပြီးတော့ကိုဖြတ်လို့ဖြတ်စီလုပ်တဲ့တငယ်ချင်းမျိုးပိုင်းနံပါတ်2လေးတွေမှာရှိရနော်တတိထားရမယ် spiritual guidance protection from harm ကဲအဆောင်ရှောက်လေပိုင်းနံပါတ်2လေးမှာအဆောင်ရှောက်ရှိရအဆောင်ရှောက်ပုံကိုရှိရနော်အဆောင်ရှောက်ပုံကိုရှိရ heart love the affection and caring ကဲပိုင်းနံပါတ်2လေးကိုချစ်ပေးရတဲ့ view site ပေးရတဲ့ရှိရဒါပေမဲ့အဲ့ဟိုပေါ့ညနာနှစ်ဖက်နဲ့တငယ်ချင်းက view site ရမယ်เนาะကိုကိုချစ်ပေး view site ပေးရတဲ့ရှိရသူတို့ပြောတဲ့စကားလေးဆိုနားထောင်ရမယ်เนาะပိုင်းနံပါတ်2လေးLily spiritual တော့တွေ့လားအဆောင်ရှောက်တည်ရဲ့ချစ်တာကိုအရန်ခံရတယ်အဆောင်ရှောက်တည်အမှာတချို့သူတွေဆိုရှင်တိုက်ဆက်တွေเนาะဒီအဘာလို့ပေါ့เนาะအဘာဘုံလေးကောင်အဘာပူပူအောင်အဲ့လိုဒီ spiritual ဘိုင်းဆိုင်ရเนาะအဆောင်ရှောက်တည်ရဲ့ချစ်တာကိုဒီပိုင်းနံပါတ်2လေးကတကယ်ကိုခံရတယ်ပေါ့เนาะကိုယ်ဆောက်ရှောက်နေတဲ့ပုံကိုယ်ကြီးလည်းရှိပါတယ်ပိုင်းနံပါတ်2လေးတွေက Juliet great passion ကိုလှုပ်ချင်တာကိုပြင်းပြင်းပြပြနဲ့နော်လောက်တစ်ခုခုကိုလောက်ချင်စိတ်လေးပေါ်လာရပေါ့နော်
lily ရော tulip တွေရောမတွေ့လားgreat passion ကိုလှုပ်ချင်တာပြင်းပြင်းပြပြနဲ့လှုပ်ချင်စိတ်ကပေါ်တယ်ဆိုတာလေးမှတွေ့လားဒီ significator cap နဲ့ energy ကြိုက်တယ်ကိုလှုပ်ချင်တာကကောင်းတာဆိုရင်ကိစ္စမရှိဘူးကောင်းတာဆိုလို့ရှိရင်ကောင်းတဲ့အကျိုးတွေခံစားရမှာမကောင်းတဲ့ဟာကိုကလှုပ်ချင်စိတ်ပြင်းပြနေရစိတ်လေးရမ်းတောက်ချင်တာအရမ်းတောက်ချင်တာပြီးတော့ပေါ့နော်အဲ့လိုမျိုးလေးရမ်းဖြစ်နေမကောင်းတဲ့အကျိုးမကောင်းတဲ့ဟာခံစားရမှာပဲအဲ့ cause and effect ဆိုတာရှိရဒီ great passion နဲ့ဒါလေးဆက်ဆက်နေနော်ကို Seahawks family matters တဲ့မိသားစုနဲ့ပတ်သက်တာလေးကိစ္စရက်လေးရှိနေတယ်ပေါ့နော်။ဘာလေးလဲတော့မသိဘူး။မိသားစုနဲ့ပတ်သက်ပြီးလည်းနည်းနည်းလေးသတိထားရမယ်ပေါ့နော်။ကဲနောက်တစ်ခုကကြည့်ရအောင် overload excess obligation over one ပိုင်းနံပါတ်2လေးကအလုပ်တွေအရန်လုပ်ပြီးပေါ့နော်အလုပ်တွေအရန်စူးစမ်းပြီးတော့တကယ်ကိုသူ့မှာဘာထန်ဖြစ်ပြီးတော့ပေါ့နော်တကယ်ကိုပင်ပန်းပြီးတော့ပင်ပန်းနေတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်နောက်တစ်ခါက okay real estate where investment market project okay အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့ဟာကြီးပေါ့နော်ရင်းနှီးမြှုပ်နှံတာတွေအဲ့ဟာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဟာနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံရမယ့်ဟာတွေတတိထားရမယ်ပေါ့နော်အဲ့လိုဟာလေးရှိတယ်အဲ့တော့ဒီပတ်စံကိစ္စကအဲ့ဟာနဲ့များဆက်ဆက်နေလားပေါ့နော်အဲ့ဟာလေးကိုလည်းတစ်ချက်တတိထားပြီးပါပေါ့နော်ကောင်းတာဆိုရင်ကိစ္စမရှိဘူးမကောင်းတာဖြစ်မှာဆိုလို့ပေါ့နော်โอเคစက်ကြည့်အောင်ကတ်တရားနဲ့ကိုလည်းကြိုရွေးထားလိုက်တယ်ပေါ့နော်အဲ့တော့ shuffle ကတ်ကရွေးရအရန်များတဲ့အခါကျတော့ shuffle လုပ်နေတဲ့အချိန်ကိုဒါသွားမှာဆိုတော့ winter winter ဆောင်းရသည်ကလေကျွန်တော်တွေ့လာနှင်းနေလဲရှိရတောင်တန်းနေနဲ့ pine tree ဆိုတဲ့ဒီ winter ကနည်းနည်းလေးဟိုပါပေါ့နော်ခက်ခဲမယ်ကြမ်းတမ်းမယ်ဆိုတဲ့ energy ရောရှိတာပေါ့နော်ခက်ခဲမယ်ကြမ်းတမ်းမယ်ဆိုတဲ့ energy ရောရှိရဲအဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီမှာ overload ဆိုတဲ့ energy နဲ့တော့နည်းနည်းလေးတော့ညှရတယ်ဆက်ကြည့်အောင် okay desire လိုချင်စိတ်ထင်ရှားစိတ် okay နည်းနည်းလေးပြောရမယ် fine number 2လေးရပါတော့ဒီ desire ပေါ့ဟိုပေါ့နော်စိတ်ကအရန်ပြင်းပြရဲပေါ့နော်ဒါတော့တချို့သူတွေကလည်းပြပြလေးနေတော့အချို့သူတွေကြောက်လည်းကာမစိတ်နဲ့များရဲရှိရပေါ့နော်အဲ့လိုမျိုးနည်းနည်းစိတ်တက်ပြင်းပြရသူရှိအဲ့ဟာနဲ့ပတ်သက်လို့ရှိလဲနည်းနည်းလေးတတိထားစေခြင်းနဲ့ပေါ့နော်စိတ်ဆန္ဒရဲ့အရန်ပြင်းပြနေတဲ့အခါကျတော့ကောင်းတာဆိုရင်ကိစ္စမရှိပေါ့နော်အဲ့တော့မကောင်းတဲ့ဟာကြီးဖြစ်လာမှာဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်နောက်က dragonfly dragonfly ဒီပိုင်းနံပါတ်2လေးရပါတော့ကိုစိတ်ကိုပြန်ပြီးတော့ဆန်းစစ်ဖို့လိုတယ်ဒီ dragonfly ကတော့ပါလိမျက်လုံးလေးရအများကြီးပါတယ်သူမျက်လုံးလေးရအများကြီးပါတဲ့အခါကျတော့ကောင်းကောင်းကိုမြင်လာပြီးတော့ပေါ့နော်ဆန်းစစ်နိုင်တယ်တော့အဲ့လို energy မျိုးရှိတယ်အဲ့ကိုစိတ်ကိုဆန်းစစ်စေချင်ပါတယ်ပေါ့နော်ဒီကက်လေးကြာလာတဲ့အခါကျတော့ hard glass okay hard glass ကလေဒီမှာလေမုံလေးတွေထမ်းတာနော်လေတွေထမ်းနေရအဲ့တော့သူကလည်းဒီရန်ကိုစိုးရတဲ့အခြေအနေပြီးရဲ့နောက်မှာပြန်ပြီးတော့ transformation ကောင်းလာမယ့်အခြေအနေမျိုးပေါ့နော်ဒီမှာဒီ winter ဆိုဒီဆောင်းရာသီပြီးမှဒီကြမ်းတက်တဲ့လေမုံတိုင်းတွေပြီးမှတော့ဒီရာသီဥတုကပြန်ကောင်းလာတယ်မျိုးအခုချိန်မှာကြမ်းတမ်းနေပြီနဲ့လေဒီမှာပင်ပန်းနေပြီနဲ့လေဒါကြီးကောင်းလာဖို့အတွက်ပါပဲပေါ့နော်အဲ့လို energy လေးခံစားမိတယ်start တဲ့ဆိုပြီးသူလည်းအခက်ခဲကြရပွင့်ရတယ်ပန်းလေးပေါ့နော်သူလည်းဒီအပြောင်းလဲကိုပဲကိုစားပြပါတယ်သူပြောင်းလဲလေးပင်ပန်းနေရဆိုလို့ဒီမှာပူပါနေတာဟာပြောင်းလဲဖို့ရှိပါတယ်ပေါ့နော်water ရေဓာတ် energy spirituality emotion intuition and compassion okay မတွေ့လားရေဓာတ်ပေါ့နော်ပြီးတော့ဒီမှာ spirituality ဆိုတာပါတယ်ဒီအဆောက်အအုံတွေကလေဒီပိုင်းနံပါတ်2လေးကိုရမ်းများမဲ့ပုံမှာပေါ့နော်အဲ့ကိုယ့်ရဲ့အဆောက်အအုံကဘာလဲပေါ့အဲ့တော့ကိုတခုခုလူဒါနပြုပြီးသွားရှင်မှာကိုယ့်ရဲ့အဆောက်အအုံတွေလူဒါန
မျိုးကုသိုလ်အမြပေးပြီးပို့လိုက်ရန်ရေးကြီးပါတယ်ပေါ့နော်ဒီကတ်လေးမျိုးတော့အားလေးခေါင်းနဲ့ပေါ်လာလို့ spirituality ရန်အားကောင်းတယ်ပိုင်းနံပါတ်2ရဲ့ကဲကတ်တရားများရဲ့စကြည့်ရအောင် Candle magic speak your breath into its bath beside along its spine or the desire or the wish would and water သူကလေးမှာဖျောင်းနိုင်နေထွန်းတာတွေ့လားနော်အဲ့ဖျားနိုင်နေထုံးပြီးတော့သူကစုပြီးတော့ဆူတောင်းနေကြတဲ့ပုံပေါ့နော်ဒီပုံလေးမှာကြည့်တဲ့ခါကျအဲ့တော့ကိုလိုချင်တာကိုmanifest လုပ်ပါပေါ့နော် manifest လုပ်ရမယ်ဆိုတော့ energy ကိုခံစားနေရယ်နော်ကိုယ်မှာခက်ခဲရှိနေဒီခက်ခဲကြီးကြော်လာနိုင်အောင်ကောင်းသော energy ကိုလာအောင်လို့ manifest လေးလုပ်ပေးပါပေါ့နော်နောက်ဒီမှာထားမယ်နောက်တစ်ခုကPhoenix, summon you flash, your flash rise from the ashes and into expansive flame of your soul. ဒီလားဒီမှာ Phoenix ငှက်ရဲ့နောက်မှာကောင်မလေးပေါ်လာပါတော့ပြာပုံနေကြတဲ့က Phoenix ငှက်လေးကသူကမိုးထလာတယ်လို့ပဲเนาะဒီမှာဘလို့ပဲအခက်ခဲရှိကို့မှာအခက်ခဲရှိပြီးရှိရဆိုလို့ရှိရလေเนาะမုံတိုင်းမိမနေလာတယ်လို့မျိုးပဲအဲ့တော့မီးလောင်ပြပုံတွေကနေလို့ရှိရင်ဒီ Phoenix ကလေထိုးထမိုးထလာတယ်လို့ပေါ့နော်အဲ့လို energy တွေကတွေ့ရတဲ့အတွက်ကြောင့်မို့လို့ဒီဟာတွေကပြီးသွားမှာပါเนาะကောင်းသော energy တွေရောက်လာမှာပါ Okay oh my god ဒီနှစ်ကပ်ကိုကြည့်ပါဦး Candle magic နဲ့ဒီမှာ inspiration and courage ကိုကြည့်မတွေ့လားဖျောင်းနိုင်နေတယ်မလည်းဖျောင်းနိုင်နေများတယ်ဒီမှာဆူတောင်းနေတယ်တို့လည်းဆူတောင်းနေအဲ့တော့ဒီမှာလေ downloading တော့ဟိုလေ manifest လောက်ခိုင်းတာ manifest လောက်ရင်တော့ဒါမှမဟုတ်ကိုယ့်ရဲ့ spirituality ပေါ့နော် spiritual guidance ကိုကပူဇော်တာပဲဖြစ်ဖြစ်ပေါ့ပူဇော်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်သူ့ကိုအမြတ်လို့ရပဲဒါနပြုပေးရပဲဖြစ်ဖြစ်အဲ့လိုပြုပေးပြီးမှကိုလိုချင်တာကိုဆူတောင်းတာပဲနော်အဲ့လိုလေးလုပ်ဖို့တော့ကြံပေးချင်တယ်ဘာလို့ဒီနေ့က energy ရန်ကောင်းတယ်ဒီလိုမျိုး energy တူတူကြားဖို့ဆိုတော့မလွယ်ဘူး။ပြောချင်တဲ့အရာနဲ့တစ်ချိန်တိုင်းမှာပေါ်ဖြစ်ပြောပြီးတော့ရောက်လာတယ်နော်။ flow okay ဒီမှာခေါင်းလေးနဲ့ဒီကအပြင်ကြည့်ပြီးတော့ခါကြတာဒီမှာစားအုပ်လည်းရှိနေဒီကပ်လည်းရှိနေ okay ဒီ flow လေးအတိုင်းပဲပေါ့နော်ဆက်ပြီးတော့စီးဆင်းနေပါစေဆိုတော့ energy ကိုခံစားရတယ်နော်စဉ်းစားပြောချင်တာဒီအခက်ခဲတွေရှိလဲအဲ့အခက်ခဲလေးတွေအတိုင်းစီးမျောသွားလိုက်ပြီးရဲ့အချိန်မှာကိုယ်စီကိုတောင်းနိုင်ရရောက်လာမှာပေါ့နော်အဲ့ flow လေးကို energy ကိုခံစားမိတယ်ပေါ့နော်ထားလိုက်အဲ့ဆိုတော့ထားလိုက်ဒီတော့အချီရအောင်ဆုံးမကြည့်ကြတယ်ဒီအချီရအောင်ဆုံးမကြည့်တယ်ဒါလို့ကြည့်ရအောင် synchronicity ကတပြိုင်တည်းဖြစ်မှာကနော်ဒီမှာဒီ flow ရဲ့ energy နဲ့ synchronicity ရဲ့ energy အတူတူပဲသူ့ရဲ့ flow လေးအတိုင်းကိုသွားနေတာနော်ဒီ point number 2တွေကလေဒီခက်ခဲတွေကြုံလာတယ်ဆိုတာလေဒီအခက်ခဲတွေကကြုံရမဲ့အခြေအနေထားမှုလို့ဒါကြုံလာပြီးရင်ကောင်းတာတွေရောက်လာနော် transformation ဖြစ်သွားမှာကိုယ်ကောင်းတဲ့အရာရောက်လာလိမ့်မယ်ပြီးတော့ဒီခက်ခဲတွေကကြုံလာတယ်အခက်ခဲဆိုတာလေဒီစိတ်ရှုပ်ရတယ်ဆိုတဲ့ကိစ္စကလေသိလားစိတ်ရှုပ်ရတယ်ဆိုတဲ့ကိစ္စကဒီမှာခဏလေးခါကြတော့အမှတ်ကောင်းလဲပေါ်လာလို့ overload ဖြစ်တယ်တင်မှန်းရမယ်ခက်ခဲကြီးကြောင်းမယ်ဆိုတာကဒီညနေနှစ်ဖက်နဲ့တငယ်ချင်းကြောက်လို့ဖြစ်နိုင်တယ်ဒီပတ်စံကိစ္စကြီးကြောင်းလို့ဖြစ်နိုင်တယ်အဲ့တော့ပတ်စံကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်ဒီ point number 2တွေကိုရှေ့လာမယ်6လာမယ်နည်းနည်းတတိထားစေချင်တယ်ဒါပေမဲ့ပြန်တော့ပြည်လေသွားမှာပဲပေါ့နော်ပြန်တော့ပြည်လေသွားမှာပဲဒါပေမဲ့ဟိုစိတ်မရှုပ်ရရင်တော့အကောင်းဆုံးပေါ့နော်ဒါလို့ဒီမှာထားလိုက်နော်ဒီ energy ရဲ့အရင်ကဒီတစ်ခါထားလိုက်ဒီတစ်ခါဒီတစ်ခါကြီးအကြီးရဒီအခက်ခဲတွေနော်ပိုင်းနံပါတ်2ရဲ့အခက်ခဲတွေပေါ့နော်အဲ့ဒါတစ်ခါထားလိုက်နော်ခံတယ်များချင် sign if you are looking for a sign here it is okay မတွေ့လားဒါလိပ်ပြပုံလေးနဲ့အပြောင်းလေးတစ်ခုပေးလိုက်မယ်နော်ပြောင်းလေးတစ်ခုပေးလိုက်မယ်ဒီ flow လေးအတိုင်းပဲလာပြီ
ခက်ခဲရကြုံလာလဲဒါရုပ်ရဲစိတ်နဲ့ပြမသိရှင်းမဲ့နေလို့ဒီခက်ခဲရကြုံလာပြီးလို့ရှိရင်အောက်မှခေါင်းနဲ့ပေါ်လာလို့ဒီခက်ခဲတွေရကြုံလာတာဒီကြုံလာတဲ့အချိန်မှာကိုယ့်ရဲ့เนาะအဲ့အဆောင်ရှောက်တွေကကိုယ့်ကိုစောက်ရှောက်နေတယ်เนาะအဲ့တော့သူကလည်းသူပတ်စံနေဝင်လာတာမျိုးเนาะဒီခက်ခဲတွေကပူညီမဲ့သူပေါ်လာပြီးတော့ပြေလေသွားရမျိုးเนาะအဲ့လိုမျိုးလေးပေါ်လာပြီးပြေလေသွားလိမ့်မယ်လို့စိတ်ထဲမှာခံစားမိเนาะအဲ့လိုဘာမှကိုအားဆိုင်မထည့်ရဘဲနဲ့သူ flow လေးနဲ့သူတွတ်သူခက်ခဲရလည်းဖြစ်လာမယ်တော်တော်ပြေလေသွားမယ်အဲ့လိုပြေလေသွားတဲ့ဟာဒီအဆောင်ရှောက်တွေကြောင်းမို့လို့တော့ကိုကြီးပေးလိုက်လို့ပြေလေသွားတာမျိုးဖြစ်နိုင်တယ်ဒီ6လအပေါ်မှာကြုံရမယ်အဲ့ဒါမျိုးတတိထားစီကြတယ်နော်okay ကဲချီလေးနဲ့ပတ်သက်လို့ကြည့်ရအောင် Right. Avoid rushing to feel was will love seek enough fulfillment first. Okay. အဲ့တော့ကိုယ့်ရဲ့ရင်ဘတ်ထဲမှာဒီပိုင်းနံပါတ်2လေးတွေကြည့်ရတာလေ single ဖြစ်ဖို့များတယ်เนาะ single ဖြစ်ဖို့များတယ်အဲဘာလို့ကိုယ့်ရဲ့ရင်ဘတ်ထဲမှာလွတ်နေတဲ့နေရာလက်ကိုเนาะအချက်နဲ့မဖြည့်ပါနဲ့တဲ့เนาะ seek enough fulfillment first ပါကိုယ်စိတ်ထဲမှာလိုအပ်နေတဲ့အရာတစ်ခုကအချက်နဲ့မဖြည့်ပဲနဲ့ကိုယ်တကယ်လိုအပ်နေတာပါလေဥပမာကိုကတကယ် healing ဖြစ်ဖို့လိုအပ်နေတာ healing ဖြစ်ဖို့လိုအပ်နေဆိုတော့ကို healing လို့လည်းဒီမှာကြီးစားတာအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီတယောက်ကထွက်သွားရင်နောက်တစ်ယောက်စက်တိုက်ထောက်လျှောက်သူ့နောက်ကိုလိုက်နေတယ်ပြင်နှမ်းပါတယ်နော်ပြင်နှမ်းပါတယ်အဲ့ဟာလေးကိုပေါ့နော်တတိပေးတာပါနော် okay အဲ့တော့ထားလို့ဒီမှာထားလိုက်ကဲထားလို့လေးနဲ့ကြည့်ရအောင်ထားလို့ကိုလည်းယူထားရပေါ့နော်ယူထားရတဲ့တူလေးကိုကဲကြည့်ရအောင် okay for orcas ရတာမလို့လိုတာမရဖြစ်နေတာပေါ့နော်ရွေးချယ်စရာကြီးများတာထပ်ဆိုင်ရင်ကိုယ်မှာရှိတဲ့ဟာတွေကိုမကြိုက်ဘူးအစ်စ်လာပြတာကိုလည်းသဘောမကျဘူးအဲ့လို energy မျိုးတွေ့ရတယ်ပေါ့နော်ပိုင်းနံပါတ်2လေးနည်းနည်းကြီးများတယ်Queen of Cups okay ကိုယ့်ရဲ့လေပိုင်းနံပါတ်2လေးတွေကလေကိုယ့်ရဲ့ဟိုပါပေါ့နော်ကိုယ့်ရဲ့ခံစားချက်တွေကိုကောင်းပြုစုပေးနိုင်တယ်ပေါ့နော် natural လို့ပေးနိုင်တဲ့ energy ရှိတယ်เนาะကိုယ်ခံစားချက်တွေကိုကိုထိမ့်သိမ့်တတ်တယ်ပြုစုပြောထောင်ပေးတတ်တယ်ကို view site တတ်တဲ့ energy မျိုးရှိတယ်ပိုင်းနံပါတ်2လေးတွေနော် oh King of Cups ပိုင်းနံပါတ်2လေးကလည်းဒီမှာတွေ့ရသူတို့ကိုပြောတယ်သူက dragonfly energy ကိုယ့်ရဲ့စိတ်ကလေသူဘာလို့ရမယ်ဆိုတာသူသိတယ်ကိုယ်စိတ်ကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်နိုင်တဲ့သူဖြစ်တယ်လို့ခဏကပြောခဲ့ရပါတော့အဲ့တော့ရှင်းရှင်းလင်းလင်းသိအောင်လုပ်နိုင်တဲ့သူရဲ့ခံစားချက်တွေလည်းကောင်းကောင်းထိချုပ်နိုင်တယ်အဲ့တော့သူရဲ့ကြိုင်နေတဲ့သူရဲ့စိတ်ထဲမှာပေါ့နော်ဒီကိုယ့်ရဲ့ခံစားချက်တွေကမိန်းကလေးတယောက်လိုလည်းငုံညံ့နေတတ်တယ်တခါလေကြာဒီခံစားချက်တွေကောင်းကောင်းမျိုးသိနိုင်စွမ်းပေါ့နော်ထိချုပ်နိုင်စွမ်းဒီဘယင်ကြီးတွေလုံးဝကောင်းတယ်ပေါ့နော်အဲ့တော့ဒီပိုင်းနံပါတ်ထူးလေးတွေကဒီခံစားချက်တွေကိုထိန်းချုပ်တဲ့နေရာမှာဒါဒီပွင့်ထွက်တဲ့နေရာမှာဒီခံစားချက်တွေနဲ့ပတ်သက်တယ်ဒီက energy တစ်ခုလုံးရှိရအဖို့ဓာတ်ကောအမဓာတ်ကောပေါ့နော်အဲ့လိုခံစားမိတယ်ရေဓာတ်တွေပဲနော်ရေဓာတ်တွေပဲ okay ခုမှ9 not sweat အဲ့တော့သူတို့မှာစိတ်ရှုပ်စရာလေးလည်းရှိတယ်နော်စိတ်ရှုပ်ပြီးတော့ညအိတ်မပြောရမယ့်အခိုက်အတန့်လေးလည်းရှိတယ်ပြီးတော့ Queen of Pentacles ငွေကြီးကလေငွေကြီးကပတ်စံကသူတို့မှာရှိတယ်နော်ရှိရဆိုပေမဲ့လည်းပြည့်စုံတယ်ပေါ့နော်ပြည့်စုံတယ်ဒါပေမဲ့ပြည့်စုံတယ်ဆိုမှတတိထားစီခြင်းနဲ့Eight of Cups ဒီကဲ့ရတယ်ဒီမှာလေးတောင်တန်းနေပေါ့နော်တောင်တန်းတွေကိုစွန့်ခွာပြီးတော့ရေထဲကိုရောက်တာပေါ့နော်ပြောချင်တာသူခက်ခဲကြမ်းတမ်းတဲ့ဟာတွေကိုထားခဲ့ပြီးတော့သူနောက်ဆုံးမှာဒီဟာကိုရောက်လာမှာပေါ့နော်ဒီ trap ဟွာဖြစ်လာလိမ့်မယ်တဲ့ကဲဒီမှာကဲလေး energy လေးကြီးရအောင်ဒီမှာရတာမလို့လားမရဆက်ရှုပ်စရာလေးတွေရှိနေเนาะ energy သူရဲ့ခံစားချက်တွေကောင်းကောင်းထိချုပ်နိုင်မယ်เนาะအဲ့လို energy ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုလည်းကိုဘယ်လိုပြောရမလဲကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေလည်းကိုဘယ်လိုကစားရမလဲဆိုပြီးကောင်းကောင်းသိတယ်နော်ကောင်းကောင်းသိရတဲ့သူကို
နော်ပတ်စံဘယ်လိုရှာမလဲကောင်းကောင်းသိတဲ့ဒီပိုင်းနံပါတ်2တွေရနော်ပတ်စံဘယ်လိုရှာမလဲကိုလည်းကောင်းကောင်းသိရနော်ခန်းစားချက်တွေကိုလည်းထိန်းချုပ်နိုင်တဲ့နေရာမှာလည်းတော်ရယ်ဖွင့်ဟအချိန်တင်တဲ့အချိန်မှာဖွင့်ဟရမယ်ဆိုတော့ဒီဘယ်အချိန်မှာဖွင့်ရမလဲဆိုတော့ကောင်းကောင်းသိတယ်နော်ဒီလိုခါလေးကြရင်ကိုထင်ထားတာထက်ပေါ့နော်ကိုလိုချင်တာလည်းနေရာကိုစီမှာရှိနေရလဲအဆင်မပြေနော်အလောက်ကိုင်းနေပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်ပေါ့နော်ဒါအကုန်လုံးပေါ့နော်အခြေအနေအဲ့လိုမျိုးဖြစ်ဟိုရတာလို့ရမယ်ဖြစ်စိတ်တွေစင်ရဲပြီးတော့ပေါ့နော်အဲ့လိုဖြစ်တယ်နော်အဲ့လိုအခြေအနေမှာဒီ flow တိုင်းကြီးပဲသွားလိုက်လို့ရှိရင်ဒီဟာခက်ခဲကိုကြော်လာပြီးတော့နောက်ဆုံးမှာတော့ဒီကိုလိုချင်တဲ့နေရာတခုရလာပြီပေါ့နော်ကဲနောက်ထပ်ကြည့်ရအောင် Six of Pentacles တွေ့လားပတ်စံနေပေးရဖို့ရှိရပေါ့နော်Six of Pentacles ပတ်စံနေပေးရဖို့ရှိရနော်ပတ်စံနေပေးရဖို့ရှိတယ်နောက်တစ်ခုကသမနော်သမနဲ့ကဲစိတ်ထဲမှာလေစိတ်ပတ်စံနေပေးရလို့ပေးလိုက်ရတဲ့အတွက်ကြောင့်စိတ်ရှုပ်ပတ်စံနေထွက်ပေးရတဲ့အတွက်ကြောင့်စိတ်ရှုပ်စိတ်ထဲမှာရှုပ်သွားတာပေါ့နော်စိတ်ရှုပ်စရာတွေလည်းရှိမယ်ပတ်စံကိစ္စနဲ့ပတ်သက်ပြီးနော်ပတ်စံကိစ္စနဲ့ပတ်သက်ပြီးစိတ်ရှုပ်စရာမယ်ကြတော့ point number 2လေးရာဒီပတ်စံနဲ့ပတ်သက်ပြီး stable ဖြစ်ချင်တဲ့သူတွေပေါ့နော်တချို့ကြောက်လည်းဖြစ်မယ်ပေါ့နော်ဖြစ်မယ်ဒါပေမဲ့ तू ကလေပတ်စံရှာရတာပေါ့ပတ်စံတော့ရှာတတ်တယ်ဒါပေမဲ့ तू အိတ်ထဲထွက်ရမှာမကြိုက်တဲ့သူမျိုးအာရုံခံစားပေါ့နော်ပတ်စံတွေထွက်သွားမှမကြိုက်ပတ်စံလည်းရှာချင်တာဝင်ချင်တာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ပတ်စံတွေထွက်ဖို့တော့ရှိတယ်4 of wands နော်အဲ့တော့နောက်တစ်ခုကဒီထွက်ဖို့လည်းရှိလို့ပြန်ရဖို့လည်းရှိမယ်နော်ပြန်ရဖို့လည်းရှိမယ်နော်အဲ့တော့ဒီမှာ Page of Pentacles နော်ပတ်စံတော့ဒီပိုက်ပြန်လာနော်ဒီမှာလည်းမှာ battery နော်ပတ်စံကိုပတ်စံတော့ဒီပိုက်ပြန်လာမဲ့သူတွေကိုပြန်လာမှာစောင့်နေတဲ့သူတွေရှိရပေါ့နော်ပိုင်နံပါတ်ကဲ9 of cups နော်တော့ပတ်စံနဲ့ပတ်သက်နောက်ဆုံးမှာတော့ဒီ ACC ပဲနော်ACC ပဲပြောချင်တာဒီအခုမှလောကဒီအကောင်လုံးကြည့်လိုက်တော့မှသဘောပေါက်သွားဒီပိုင်းနံပါတ်2ကြုံမဲ့ပေါ့နော်ပြဿနာကဘာဖြစ်မလဲဆိုတာအခက်ခဲတယ်ပတ်စံကိစ္စဖြစ်တယ်နော်ပတ်စံလေးဆုံးရှုံးသွားတာဒါမှမဟုတ်ပတ်စံလေးချီးသွားတာပတ်စံလေးပေးလိုက်ရတာနော်တခုခုကြောင့်မို့အခြေအနေတခုကြောင့်ပတ်စံလေးပေးလိုက်ရတာဒါပေမဲ့ပေးလိုက်တဲ့ပတ်စံကကိုယ့်စီကိုတင်းတင်းဟုတ်တယ်လေးနဲ့ပြန်ဝင်လိုက်တယ်ကိုယ့်ရဲ့ဆောက်ရှောက်တွေကကိုယ့်ပတ်စံပြန်ပေးလိုက်တယ်နော်အခါကျသူတို့ကိုဒါနလေးပြီးပြီးကုသိုလ်ကောင်းမှုတွေမျှဝေပေးရတယ်နော်ညဝေပြရမယ်ပြီးကိုယ့်ကိုဝေဒနာနဲ့စကားတွေလည်းကိုနားထောင်ရမယ်ဒီကိုယ်ဆောက်ရှောက်သွားတဲ့အရာတွေအတွက်လည်းเนาะစိတ်ရှုပ်နေပဲနဲ့နော်ဆောက်ရှောက်တွေကိုပတ်သက်ဆူတောင်းပေးရမျိုးလေးနောက်ကအမျှဝေပေးရမျိုးလေးမေတ္တာပို့ပေးရမျိုးလေးနောက်က manifest လုပ်ရအားတာအတွက် manifestation လုပ်တာမျိုးလေးလုပ်တာနောက်ခုကကြတော့အဲ့ချိန်ပတ်စံလေးပြန်ရလိမ့်မယ်ကိုယ့်ရဲ့เนาะအဲ့လုံးဝ ACC ပေါ့เนาะ stable ဖြစ်တဲ့အနေအထားတစ်ခုကိုပြန်ရလိမ့်မယ်နော်ပြန်ရလိမ့်မယ်လို့ပြောကြည့်ရဲအဲ့တော့ point number 2နဲ့ point number 1လေးတွေသူကနှစ်ခုလုံးမှာအခက်ခဲလေးရှိကြတယ်နော်ရှိကြတယ်ဒါပေမဲ့နောက်ဆုံးမှာဒီ flow လေးကအဆင်ပြေပြေချောချောမွေ့မွေ့လေးနဲ့ကိုပြီးသွားလိမ့်မယ် point number 2ကအရင်အားထည့်စရာမလိုဘူးသူကဒီ spiritual ပေါ့နော် guidance ကိုပဲဒီဆောက်ရှောက်လို့ပဲဟိုကပေါ့နော်ကိုဆောက်ရှောက်နေဆောက်ရှောက်တည်ဆောက်ရှောက်နေရဆိုတာတိလိုက်နေဆိုတာနဲ့သူကအဆင်ပြေသွားမှာနော်အဆင်ပြေသွားမှာโอเคအဲ့တော့ဘာမှစိတ်မပူပါနဲ့เนาะပိုင်းနံပါတ်2ရင်လည်းကိုယ့်ရဲ့အဆောင်ရှောက်ပုံကိုမမေ့ပါနဲ့လို့ပြောချင်ပါတယ်ခက်ခဲကြုံလာတဲ့အချိန်မှာဒီရှိလာမဲ့6တော့ကိုယ့်ရဲ့ဆောက်ရှောက်တွေကကိုယ့်ကိုဆောက်ရှောက်ဖို့ရှိပါတယ်ချီရင်းနဲ့ပတ်သက်ပြီးတချို့ပိုင်းနံပါတ်2တွေကိုယ့်ရဲ့လက်ဟာနေရဲ့နှလုံးသားတွေအချစ်နဲ့တန်းမဖြစ်ပါနဲ့ကိုယ်မှာဘာတွေလိုအပ်နေလဲဆိုတာအရင်ဆုံးလေ့လာတာစူးစမ်းပြီးတော့မှအဟာကိုယ့်ဟာအရင်ဆုံးဖြည့်ပြီးတော့မှအချစ်ကိုရှာပါပေါ့နော်နောက်ကိုယ်က manifest လုပ်တာပြီးတော့ဒီပတ်စံကိစ္စလေးတွေလည်းပိုင်နံပါတ်2လေးတွေနဲ့တတိထားပါအခုလိုကြည့်ရဆိုတာကမဖြစ်အောင်လို့ကြိုတင်ကာရတဲ့အနေနဲ့ဒါကြည့်ကြတဲ့သဘောပါတယ်เนาะကြည့်ကြသဘောပါပဲကိုကဖြစ်လာနိုင်တယ်ဆိုလို့ရှိရင်တတိထားလိုက်တာအကောင်းဆုံးပဲပေါ့နော်တတိထားလိုက်တာအကောင်းဆုံးပဲဖြစ်သွားတဲ့ဆိုင်မှာဖြစ်တဲ့တတိထားလိုက်တာကအကောင်းဆုံးပါပဲကဲအားလုံးပဲကံကောင်းကြပါစေเนาะပိုင်နံပါတ်3လေးကိုဆက်ကြည့်ကြမယ်ကဲအခု point number 3လေးအတွက် region ကိုဆက်ပြီးတော့ပြပြပေးပါမယ်နောက်6လအတွင်းမှာ point number 3လေးတွေဘာတွေကြောင်းလာဖို့ရှိလဲဘာတွေလက်ခံရဖို့ရှိလဲဆိုတော့ချက်ကြည့်ရအောင်ကဲ point number 3ရေးထားတဲ့ significator ကတော့ the orator ပေါ့နော် communication confidence ဆိုတဲ့ကလေးပေါ့နော်
အဲ့တော့ဒီကရဲ့ energy ကလေဒီမှာကြည့်လိုက်သူကလေဆက်သွယ်ခြင်း confidence ရှိပြောဆိုခြင်းပါเนาะသူကလေကိုကတခုခုကိုပြောရဆိုရတဲ့အခါမှာဒီအရိုးချောက်ကြီးကိုဘာမှမပြောမဆိုနိုင်ဘဲနဲ့ပေါ့เนาะနေမယ်ဆိုလို့ရှိရင်เนาะကို့အတန်ကိုဘယ်သူမှကြားမှာမဟုတ်ဘူးကြားမှာမကြားဘူးဆိုလို့ရှိရင်เนาะသူ့ရဲ့အောင်မြင်မှုလိုင်းနေတာဒီတန်လွန်ခတ်ပေါ့เนาะဒီအောင်မြင်မှုလေးစီရောက်မှာမဟုတ်ဘူးပေါ့เนาะအဲ့တော့ကိုခါလေးကြရင်ကိုကဘာပြောလို့ပြောရမှာမသိဘူးကိုစိတ်ထဲမှာပြောချင်တာအများရှိတယ်အဲ့လိုပြောချင်တဲ့အခါကြလို့ရှိရင်ကို confidence ရှိနဲ့ပြောလိုက်ပါပြောဆိုခြင်းဟာလည်းအောင်မြင်ခြင်းပဲဖြစ်တယ်အဲ့ဒါမှကိုအောင်မြင်လို့ရမယ်တကယ်ကိုကဒီလိုကြောက်ခေါင်းကြီးလို့ဘာမှမပြောဘဲနဲ့တုံ့ပြန်ပါလို့နေတယ်ဆိုလို့ရှိရင်ကိုစီကိုအောင်မြင်မှုတွေရမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးကိုခေါင်းနဲ့ထည့်ထားစေခြင်းနဲ့နော်ဒီဒါလေးက significant ကတ်လို့ပေါ့နော်အဲ့လိုမျိုးပြောမယ်ဆိုတော့ဒီတန်ဝင်ကတ်ပေါ့နော်အောင်မြင်မှု crown လေးကလက်တကမ်းပါပဲနော်ကဲအဲ့ tea leaf လေးတွေနဲ့ကြည့်ရအောင်family sorrow ရဲ့ကဲမိသားစုနဲ့ပတ်သက်ပြီးဝမ်းနည်းစရာလေးမခပြီเนาะကဲမိသားစုဝင်တွေအတွက်နည်းနည်းလေးသတိထားပေးပါเนาะမိသားစုဝင်တွေအတွက်မိသားစုတွေမှာဝမ်းနည်းစရာကိစ္စရှိရယ်เนาะကောင်းတော့စကားများရဖြစ်လို့ဝမ်းနည်းရဆိုလို့ရှိရင်တော့တော်ပါသေးရဲ့ကဲတစုံတစ်ယောက်ထွက်သွားလို့ဝမ်းနည်းရလို့ဆိုလို့ရှိရင်တော့ပေါ့เนาะနည်းနည်းလေးပေါ့အဲမိသားစုနဲ့ပတ်သက်နည်းနည်း keep side ပေးပါเนาะကိုကsomeone is extremely stubborn and unwilling to change တယောက်ကလုံးဝခေါင်းမာတယ်ကဲမိသားစုဝင်နေရလားသူဖြစ်မလဲလို့နော်တယောက်ကလုံးဝခေါင်းမာတယ် money part a part with money is waiting for you to find it ကဲပတ်စံလမ်းကတော့ကိုစောင့်နေတယ်ပေါ့နော်ပတ်စံလာမဲ့လမ်းချောင်းလေးကတော့ကိုစောင့်နေပါတယ်တဲ့ကဲရအောင်သွားကြပါဟာ file number 3ပြီးကိုထရီလည်းမရပါဘူးက all good advice for a wise person ဉာဏ်ရှိတဲ့သူစီရနေလို့ရှိရင်ပေါ့နော်ဉာဏ်ပညာကြီးမားတဲ့သူတယောက်စီရနေလို့ရှိရင်အကြံဉာဏ်ကောင်းနေရတတ်တယ်တဲ့energy လေးကကိုချိန်ပြအမျိုးမျိုးပဲပေါ့နော် we indecisiveness allow your life to run by aimlessly ဘိန်းလုံးနှိမ့်တယ်လို့ပဲပေါ့နော်ဘဝကြီးရလေဘိန်းလုံးနှိမ့်တယ်လို့ပဲဘဝကြီးကဘယ်လိုဖြစ်နေလဲဆိုတော့ရည်ရွယ်ချက်မရှိအဲ့လိုကြီးဖြစ်နေတယ်အခါကြလို့ရှိရင်เนาะတကယ်ကိုဉာဏ်ရှိရဲ့သူတွေတကယ်ကိုပညာရှိရင်စီရနေလို့ရှိရင်အကြံဉာဏ်လေးတွေယူတာဘဝရခါလေးကြရှေ့လာမဲ့6လမှာအဲ့လိုလေးဖြစ်နေတတ်တယ်เนาะကဲနောက်တစ်ခုက okay slowly but surely getting ahead เนาะဖြည်းဖြည်းမှန်မှန်လေးတွေတော့ရောက်သွားမှာပါအဲ့ဒါလေးကြည့်ရအောင် broken bridge and successful outcome to a problem ပြဿနာတစ်ခုဖြစ်လို့မယ်လေရင်းမုံတိုင်းနေကြာနေတယ်ရေစီးရလည်းရမ်းတန်ပြီးဒါကကျိုးသွားရပေါ့နော်အဲ့လိုအခြေအနေမျိုးမှာအဲ့လိုအခြေအနေမျိုးရောက်လာလိမ့်မယ်ဒါပေမဲ့မပူပါနဲ့ပေါ့နော်ဒီမှာပူသွားခြင်းတဲ့နေရာမှာဖြည်းဖြည်းမှန်မှန်လေးတော့ရောက်သွားလိမ့်မယ်နော်အဲ့တော့နောက်တစ်ခုကအဲ့လိုမျိုးအခြေအနေဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ကိုဘဝကြီးရလေလုံးဝအတိတ်တယ်မရှိရောသလိုအဲ့လိုမျိုးပေါ့နော်ဘာလို့လဲလုံးဝမသိအဲ့လိုမျိုးဖြစ်သွားလိမ့်မယ်အဲ့လိုဖြစ်သွားတာမျိုးလေးကိုခံစားရတယ်အခါကျရင်လေကိုတည့်ရဲ့သူတွေစီရတယ်ကြံကြံကိုတောင်းပါเนาะတည့်ရဲ့သူတက်စားပေါ့เนาะဉာဏ်ပညာရှိရဲ့သူကိုကောင်းကောင်းကြံပေးနိုင်တဲ့သူစီရတယ်လို့ရှိရင်ကြံကြံတောင်းပါအခါကျလို့ရှိရင်ကိုရောက်သွားခြင်းတဲ့နေရာပေါ့เนาะကိုဖြစ်ခြင်းတဲ့ဟာကဖြစ်လာပါလိမ့်မယ်เนาะဖြစ်လာပါလိမ့်မယ်ထားလိုက်ပြီစကြည့်အောင် Cloud be careful do not take space တွေ့လားနော်အဲ့တော့ risk မယူနဲ့ risk တွေအရင်ယူတော့အကြီးဒီမှာတွေ့လားဒီပြဿနာတွေဖြစ်ပြီးတော့လေနော်မအောင်မမြင်ဖြစ်တတ်တယ်အဲ့ risk တွေအရင်မယူနဲ့ပိုင်းမှာ3လေးတွေအလုံးမှာပဲဖြစ်ဖြစ်ကြောင်းမှာပဲဖြစ်ဖြစ် risk အရင်မယူနဲ့ပိုလုံးနိုင်တာပုံပြီးတော့မလုံးနော်နောက်တစ်ခုကလည်းdisappointment in a friend or lover တငယ်ချင်းတယောက်ကြောင့်တငယ်ချင်းတောင်းမို့ချစ်သူကြောင့်မို့လို့စိတ်ရှုံးရမယ်ခေါင်းမာနေတဲ့သူကပေါ်လာတယ်ဒီမှာတွေ့လားတငယ်ချင်းတောင်းမို့ချစ်သူတို့နှစ်ယောက်တည်းတယောက်ပဲအရန်ကိုခေါင်းမာတယ်เนาะအဲ့တော့ပြောင်းလဲပေါ့เนาะဒီခုနကပြောတဲ့ဖြည်းဖြည်းချင်းစီရောက်မယ်ဆိုတာနောက်ဆုံးမှာဒီပတ်စံနဲ့ပတ်သက်တာဖြစ်ဖို့များပါเนาะငွေပတ်စံလမ်းကြောင်းစီလည်းရောက်မယ်ကိုအခက်ခဲကနေဖြည်းဖြည်းချင်းစီကြော်လွှားနိုင်ပြီးတော့เนาะအဲ့နေရာကိုရောက်နိုင်မယ်ပေါ့เนาะအဲ့လိုလေးမြင်နေကဲဒီမှာမိသားစုနဲ့ပတ်သက်လို့တတိထားမယ်ပေါ့နော် energy လေးရတော့ရှင်းနေရတယ်ကဲ okay
6လစာဆိုတော့နည်းနည်းဟိုကလောက်ထားပါတော့တက်လေးရနည်းနည်းလေးများများရွေးထားပြီးအများကြီးကြည့်ပြီးကြတော့စေတနာတွေပေါ့နော် okay increase okay ဒီ room ရဲ့ energy ကလေသူကဘယ်လိုရှိလဲဆိုတော့ဒီမှာဒီအချိန်နဲ့ကြည့်လိုက်တဲ့အခါမှာကိုသွားချင်တဲ့ဘိုးကိုအပြောင်းလဲတစ်ခုဖြစ်လိမ့်မယ်ပြီးရင်ကိုသွားချင်တဲ့ဘိုးကိုဖေချာပေါင်းရောက်လိမ့်မယ်ပေါ့နော်ဒီဟာလေးပေါ့နော် okay ဒါလေးလာချာ okay ကိုသွားချင်တဲ့ဘိုးကိုဖေချာပေါင်းရောက်လိမ့်မယ်ပေါ့နော်နောက်တစ်ခုက protest inadequacy to attention အဲ့ဒီပြဿနာကလေဒီလားတွေ့လားတရားနဲ့ဆွဲခံရတာလိုမျိုးလေးနောက်ကကိုယ့်ကိုဟိုမကျင်တတ်လို့ပေါ့နော်ကိုလောက်တာမကျင်တတ်လို့ဟိုပေါ့ဆန္ဒပြတဲ့စားလို့ကိုလောက်တာမကျင်တတ်လို့တိုင်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးလေး risk ကလေအဲ့လိုဟာလေးဖြစ်ဖို့များတယ်ပေါ့နော်ဒါလည်းတတိထားပါနော်ပြဿနာဆိုအဲ့လိုတိုင်တော့ခံရတဲ့ပြဿနာတွေဒီတရားဆွဲခံရတာပေါ့နော်အဲ့လိုဟာလေးဖြစ်ဖို့များတယ်နော်ဒီခုက elevation donation pray religion okay ဘာသာရေးလည်းလုပ်ပြီးပါဘာသာရေးလည်းလုပ်ပြီးပါလူတန်းလေးလည်းလုပ်ပြီးပါเนาะပိုင်နံပါတ်3လေးတွေเนาะ okay nastarian okay ဒီပန်းရဲ့ energy ကတော့ဘယ်လိုရှိလဲဆိုတော့သူကလေဟောပြောချင်တယ်ဆိုတော့ဒီဟာကအခက်ခဲကိုကြော်လာပြီးတော့နောက်ဆုံးမှာအောင်မြင်မှုရမယ်ဆိုတဲ့ energy ပေါ့เนาะဒီကဲ့ရဲ့ energy အဲ့လိုရှိရဲအဲ့ဒီကိုလိုချင်တဲ့ဘိုးနောက်ဆုံးရလိုက်တယ်ပေါ့နော်အဲ့ okay အဲ့နောက်6လအတွင်းမှာပိုင်သုံးလို့တော့ဒီခက်ခဲတွေရှိနေတာတွေ့နေရတယ်ပေါ့နော် okay ကြည့်ရအောင်ဆက်ပြီးတော့ okay simplicity ရိုးရိုးလေးပဲနေပါပေါ့နော်ကိုယ့်ရဲ့ life ကို enjoy လုပ်ပြီးတော့ရိုးရိုးလေးပဲနေပါဂုဏ်တုဂုဏ်ပြိုင်နေမလုပ်ပါနဲ့เนาะအဲ့ဒီ energy လေးကိုပေးချင်ပါတယ်ဘာဆိုအကြောင်းရှိပါတယ်เนาะဘာလို့ဆိုရိုးရိုးလေးနေခြင်းရလဲကိုယ့်ကိုမနာလိုတဲ့သူတွေရန်လိုတဲ့သူတွေပေါ့เนาะနဲစိပါတယ်ပေါ့เนาะနောက်တစ်ခုက shaman okay shaman နဲ့ shaman ရဲ့ energy ကလေritual ပေါ့เนาะအလေးအထားတလေးထုံးတဲ့အစင်အလားဆိုရဲအဲ့လက်ပူဆိုခြင်းပေါ့နော်အဲ့လိုဟာမျိုးတွေရဲ့ energy ကိုရောက်တယ်ကိုကနောက်ကဒီပိုင်းနံပါတ်3လေးကဘာကိုခံစားလို့လဲဆိုတော့တိုက်ဆက်တွေပါလေတိုက်ဆက်တွေအဲ့လိုဟာမျိုးလေးနဲ့ဆက်ဆက်နေတဲ့အခါကျတော့ဒီလိုမျိုး elevation ပေါ့နော်အလှတန်းလေးတွေလုပ်ပေးရနေတယ်အဟာလေးလုပ်ပေးစေချင်တယ်ကိုရဲ့အဆောက်အအုံတွေတိုက်ဆက်တွေနောက်ကိုကပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်မမြင်နိုင်တဲ့အရာလေးတွေကိုကြော်လွှားနိုင်အောင်လို့ပေါ့နော်ဒီအလှတန်းလေးတွေလုပ်စေချင်တယ်ဘာသာရေးလေးပို့လုပ်စေချင်တယ်ပေါ့နော်ဒီစက်ကြီးပိုင်နံပါတ်3ကဘယ်လိုပုံစံဖြစ်လဲဆိုတော့လေနည်းနည်းဟိုနေတတ်ထိုင်တတ်တဲ့သူလေးဖြစ်ဖို့များတယ်เนาะနေတတ်ထိုင်တတ်တဲ့သူလေးဖြစ်ဖို့များတယ်เนาะပုတ်တင်လို့လည်းရောင်ကြောင်းတတ်တယ်ပေါ့နော်ဟိုနေရာရောက်ရင်ဟိုနေရာမှာဖြစ်တယ်လို့နေတတ်တယ်ဒီနေရာရောက်ရင်ဒီနေရာနဲ့အာရုံကိုကြဖြစ်အောင်နေတတ်တဲ့သူလေးဖြစ်ဖို့များတယ်ပေါ့နော်အဲ့လိုမနေတတ်လေနေဖို့အကြံပေးခြင်းနဲ့ဘာလို့လဲဆိုလို့ရှိရင်နော်ဘာလို့လဲဆိုလို့ရှိရင်ဒီမှာကိုကပေါ့နော်အဲ့လိုမနေလို့လာရောင်းကြီးထွေးစွာမနေလို့ဒီမှာနော်အတိုင်ခံရတာမျိုးလေးကြီးအဲ့လိုလေးလည်းကြုံတတ်တာ哦နော်အဲ့လိုကြုံတတ်တဲ့ဟာမျိုးလေးလည်းနည်းနည်းမြင်တယ်တက်ကြောင်မလို့ဒါလေးကိုနည်းနည်းအဲ့လိုနေဖို့ပေါ့နော်အကြံပေးခြင်းနဲ့လာရောင်းကြီးထွေးဖျအောင်နေဖို့ House a transformation karma facing fears and legacy okay ဒီလားအပြောင်းလဲလေးရှင်မတွေ့လား facing fears and legacy ဆိုလေဥပဒေကြောင်းဆိုင်ရာကိစ္စလေးတွေကြောက်တရားရင်ဆိုင်ရတယ်ဒီတရားရေးကိစ္စတွေမှာလည်းနည်းတတိထားပြီးတာပိုင်နံပါတ်3လေးကိုအပြောင်းလဲလေးတွေဖြစ်ဖို့ရှိရယ်เนาะပြဿနာတစ်ခုဖြစ်ဖို့ရှိရယ်အဲ့ပြဿနာကကိုယ့်အတွက်ပေါ့နော်အောင်မြင်မဲ့ပြဿနာမဟုတ်ဘူးဆုံးရှုံးမှုတွေရှိမှာအဲ့ခါကျမှကိုယ်ကတခြားသူတွေစီကနေအကြံဉာဏ်တွေယူရမယ်ရှေ့နေနဲ့အကြံဉာဏ်ယူရမယ်เนาะရှေ့နေရဲ့ဆိုင်ရာဒီ
ဒီပါဥပဒေကြောင်းလမ်းဆိုင်ရာကိစ္စရဲ့ဒီဖြစ်လို့ရှိရင်တကယ်တော်တဲ့တက်တဲ့ရှိနေတဲ့အကြံဉာဏ်ယူပြီးမှလုပ်ပါเนาะဒါမှမဟုတ်လို့ရှိရင်လည်းကိုကဒီတာမန်ចောင်းသားလေးတယောက်ဆိုလို့ရှိရင်လည်းအခက်အခဲတွေကြုံနေဆိုလို့ရှိရင်ကွန်ပျူတာဆရာတွေနဲ့တိုင်ပင်တာမျိုးလေးတွေအဲ့လိုမျိုးလေးလုပ်ပါဟုတ်ပြီเนาะโอเคဆက်ကြည့်ရအောင် embodiment ကိုရှင်းပြလို့ပါတယ်မတွေ့လား simplicity เนาะတွေ့လားကိုရောက်ရှိရဲ့နေရာလေးမှာကိုကျင့်တတ်နိုင်အောင်နေပါတဲ့เนาะအရင်ရေးကြည့်ရယ်အဲ့ဒီမှာ3အတွက် coming off winter okay ဆောင်းရာသီလာတော့မယ်ဆိုလို့ရှိရင်ဒီကဲ energy ကလေဆောင်းရာသီလာတော့မယ်ဆိုလို့ရှိရင်เนาะခက်ခဲတွေရောက်လာတော့အခက်ခဲတွေရောက်လာတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အစားအစာတွေကြုံရင်စုဆောင်းရတယ်เนาะတကယ်ဆောင်းရပြီလားဒီဆောင်းမြန်မာနိုင်ငံဆောင်းရပြီတော့မဟုတ်ပေါ့เนาะအဲ့လိုနိုင်ငံခြားကနှင်းတွေရမ်းကြားတဲ့အချိန်မျိုးဆိုလို့ရှိရင်ဆောင်းလို့မှဘာမှစိုက်ပြီးလို့မရအဲ့လိုအခြေအနေမျိုးမှာเนาะအစားအစာတွေကိုစုဆောင်းထားရတယ်မှာဘောဝင်လို့ဆိုလည်းပြားရည်ဒီဆောင်းရင်းမှာလုံလောက်စွာစားဖို့အတွက်ပေါ့နော်ပြားရည်တွေစုဆောင်းထားရတယ်အဲ့လိုမျိုးပေါ့เนาะအဲ့လိုမျိုးကိုကဒီပြောချင်တာဒီ point number 3ကိုအခက်ခဲလေးတွေခက်ခဲတဲ့ပုံအရာတစ်ခုရောက်လာတော့တေးကြတယ်အဲ့အတွက်ကြောင့်မို့လို့ဒီအချိန်ကြီးရောက်လာမှာကိုအခုအချိန်မှာအနားယူပါအားဖြည့်ထားပါအားမွေးထားပါခက်ခဲတဲ့တေးကြဟောကြုံမဲ့သဘောရှိတယ်နော် point number 3လေးနော်အဲ့တော့တွေ့လားအဲ့တော့ point number 3လေးအဲ့လိုကြုံမှုရှိအဲ့ကြောင့်အခုအချိန်မှာဒီမှာတွေ့လား embodiment ကွာနဲ့ကိုနော်ရိုးလေးပဲနေရိုးရှင်းပဲနေเนาะကိုချစ်မြတ်လို့ပြီးတော့နေပြီးလို့ရှိရင်အလှူဒန်းလေးလောက်ကိုဘာသာရေးလို့ပြီးတော့ကိုလေးဘာလို့ရမလဲဆိုရင်ဝမ်းစာဖြည့်ထားပါเนาะဝမ်းစာဖြည့်ထားပါဒါလေးဒီဘက်ရှို့ထားပြီးမှထားလိုက်ပါOkay learn from life ဘဝကနေသင်ခန်းစာတွေယူပါတဲ့เนาะဘဝကနေသင်ခန်းစာတွေယူပါတဲ့เนาะ Okay ဒါလည်းဒီမှာပဲထားလိုက်ပါเนาะအဲ့တော့ဒီတစ်ခုက first quarter is time to commit လောက်ဖို့အချိန်ခုချိန်ကလောက်ဖို့အချိန်ရောက်ပြီเนาะ okay ခုလောက်ရမယ့်အချိန်ဖြစ်တယ်နောက်6လပါเนาะ the law of attraction နဲ့ကဲ law of attraction ဆိုတာလေကောင်းတာကိုဆွဲဆောင်ကောင်းတာရတယ်အဲ့တော့ကိုကဘယ်လိုလဲဆိုလို့ရှိရင်ကိုကဟာငါပတ်စံနေပဲကုန်နေရငါပတ်စံနေပဲကုန်နေထပ်သွားပြန်ပြီအဲ့ပတ်စံဝင်လာဖို့အတွက်ကိုက attract လုပ်ဖို့ဆိုလို့ရှိရင်နော် law of attraction မရှိဘူး universe ကနေ positive energy ကိုမဆွဲဆောင်ဘူးဆိုလို့ရှိရင် negative energy ကကိုယ်စီရောက်လာမှာပဲဟုတ်ပြီနော်အဲ့တော့ကိုက negative တွေကိုဆွဲဆောင် negative တွေပဲရောက်လာမယ် positive တွေဆွဲဆောင် positive တွေရောက်လာအဲ့တော့ law of attraction ကကိုယ့်ကိုအကျိုးသက်ရောက်မှုရှိရမယ့်အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ it's time to commit လုပ်ဖို့အချိန်ရပြီဆိုတဲ့ energy ကိုပြောချင်တာပါအဲ့တော့ဒီမှာဒါလေးနဲ့ဆက်ပြီးမယ်ဘာသာရေးလဲလုပ်ပါဟုတ်ပြီနော်ဘာသာရေးလဲလုပ်ပါအဆောက်အအုံတွေကိုလည်းနော်ဖြစ်ပါ view site ပါဟုတ်ပြီနော်ဒါလေးကျွန်တော်ပြောထားပေးမယ်ချီယူကြီးအား love's greater gift is the ability to truly understand one another တဲ့ကဲလက်ဆောင်လေးရဲ့ချစ်သူစရာလက်ဆောင်ရလာတယ်နော် box တင်နေမှာတွေ့နေရမှာတော့ပိုင်းမှာဒီလေးရရင်လည်းပြီးပါကဲလို့ဆိုတော့ချစ်သူလားတကယ်ကြောင်းခေါင်းကအရမ်းမာတဲ့ခါကြလို့တရားနဲ့တရားနားလည်မှုရှိဖို့ကအရန်အရေးကြီးတယ်ပိုင်းနံပါတ်3ကိုဟုတ်ပြီနော်အဲတော့တရားနဲ့တရားနဲ့ရအောင်နှိပ်ပါနှိုင်းပါဟုတ်ပြီနော်ကဲနောက်ဆုံးတစ်ခုmaster ကောင်းရဲ့ energy ခါလေဒီမှာချလိုက်မယ်နော်သူကလေကိုဘဝကိုခွာနေကိုဖန်တီးရမှာသိလားဒီ master ဒီညောင်းနေလိုက်ကိုဘဝယူပြီးဒီရဲမှာပဲမြုပ်ဝင်ပြီးတော့လေအလုပ်ကိုစူးစမ်းရတယ်ပေါ့နော်ပြောချင်တာဒီနောက်ထပ်စာမျက်နှာအသစ်တွေကတခုချင်းတစ်ခုကိုယ်တိုင်ဖန်ပြီးသွားရမှာနော်အဲ့အတွက်ကြောင့်မို့လို့ဘဝကနေသင်ခန်းစာတွေယူရမယ်နော်ဘဝကနေသင်ခန်းစာတွေယူရမယ်နော်ကိုဘဝကိုကိုယ်တိုင်ဖန်တီးရမယ်သင်ခန်းစာတွေယူမယ်ကိုဘဝကိုကိုယ်တိုင်ဖန်တီးရမယ်လို့ရှိရင်ဒီမှာကြိုတင်ပြင်ဆင်ရမယ်ကိုဘဝကနေသင်ခန်းစာယူမယ်ကြိုတင်ပြင်ဆင်ရမယ်ကိုဘဝကိုဖန်တီးရမယ်အဲ့အချိန်မှာကိုရိုးသားဆုံးနဲ့ဖြတ်တန်းမယ်ကိုချစ်မြတ်လို့ပြီးတော့ဖြတ်တန်းမယ်ဟုတ်ပြီနော်အားလေးအရင်ရေးကြည့်တယ်
ကိုတဲ့ပိုင်းနံပါတ်3လေးကလည်းကိုတိတ်မချစ်တဲ့သူဒီလားပေါ့နော်ကိုမချစ်ဘဲနဲ့တခြားသူတွေပေါ့ကိုချစ်သူကိုပဲအရန်အာရုံရောက်တဲ့သူမျိုးလားအဲ့လိုပုံစံမျိုးလေးတွေပဲလားပေါ့နော်ခံစားမိနေရအောင်ပေါ့နော်ဒီလိုတော့အထားလိုက်okay ကဲ energy ရတော့မြင်ရတဲ့အတိုင်းပဲပေါ့နော် article reading မှာတစ်ဖြတ်ပြင်မယ်ပေါ့နော်ပြဿနာတစ်ခုကြုံရမယ်တရားရေးပြဿနာလားအတိုင်းခံတဲ့ပြဿနာလားကိုမကျင်တတ်လို့ကြောက်ချတဲ့ပြဿနာလား something ပဲနော်ပိုင်းနံပါတ်3တတိထားမယ်ဘာပဲလို့ risk မယူနဲ့risk ယူလို့ပြဿနာဖြစ်လာခဲ့ရင်လည်းအဆင်မပြေဘူးလို့မှတ်ပါနော်အဆင်မပြေဘူးဘဝကတော်တော်ကြီးကိုပေါ့နော်ခက်ခဲသွားလောက်တဲ့အထီကိုဘာမှမလုပ်ချင်လောက်တဲ့အထီကိုဖြစ်သွားလိမ့်မယ်နော်အဲ့လိုအခြေအနေဖြစ်လာပြီဆိုရင်တယောက်တည်းစိတ်မလုံးနဲ့ဒီမှာနော်ဒီမှာကိုတိရတတ်တဲ့လူစီကနေအကြံဉာဏ်မျိုးယူနော်အဲ့ချိန်ကြလို့ရှိရင်ချက်ချင်းအောင်မြင်မှာမဟုတ်ဘူးနော်ဖြည်းချင်းစီကိုလမ်းကိုရောက်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့ချိန်ကြလို့ရှိရင်အဲ့လိုအဆင်ပြေရောက်သွားရင်ပတ်စံကိစ္စကလည်းတော့လည်းသူအဆင်ပြေသွားလိမ့်မယ်ပတ်စံရမယ်လမ်းကြောင်းလည်းအဲ့ချိန်မှာရောက်လာလိမ့်မယ်ဟုတ်ပြီနော်အရန်ကြီးလောဘမကြီးပါနဲ့ risk မယူပါနဲ့ဟုတ်ပြီနော်အဲ့တော့အပြောင်းလဲဖြစ်ဖို့ရှိပါတယ်ပိုင်းနံပါတ်3တေချာပေါက်ဖြစ်ကိုဖြစ်မှာပါနော်တေချာပေါက်လာကိုလာမှာပါဟုတ်ပြီနော်တေချာပေါက်ဖြစ်ကိုဖြစ်မှာနော်နောက်တစ်ခုကဒီကိုယ့်ရဲ့ချစ်သူဒါမှမဟုတ်ခေါင်းရမ်းမာတယ်သူနဲ့အဆင်မပြေဖြစ်ဖို့လေးရှိရယ်တရားနားလည်ပေးပါချစ်သူပေါ့နော်နားလည်ပေးပါမိသားစုနဲ့ပတ်သက်ယူဆိုင်ပါပြီးရင်ဒီပေါ့နော်တုတ်တင်မျိုးပေါ့နော်အဲ့လိုပေါ့ energy လေးနဲ့နေပေးပါနော်အဲ့လိုနေပေးပါအဲ့လိုမျိုးဖြစ်တယ်ဆိုတော့ကိစ္စမရှိဘူးအဲ့လိုမျိုးမနေနိုင်ဆိုဒုက္ခရောက်တယ်ပေါ့နော်အဲ့လိုမျိုးလေးနေပေးပါနောက်တစ်ခါကျအဲ့လိုဒီအခက်ခဲတွေလာဖို့ရှိတယ်တေချာတော့လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်ဒီခက်ခဲလာမှာဖြစ်တယ်ကိုကြိုတင်ပြင်ဆင်ထားပါစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောအလူတန်းတွေရောဘာသာရောအကုန်လုံးတစ်ခါအခုချိန်ကနေစပြီးလောက်ထားပါပြီးဒါရကိုဘဝအတွက်သင်ခန်းစာတွေပဲဒီသင်ခန်းစာတွေကိုယူပြီးတော့ကိုဘဝကိုရိုးရှင်းလေးဖြစ်အောင်ဘယ်လိုဖြတ်တန်းမလဲဒီကိုဘဝကိုဘယ်လိုဒီရဲမှာနှိမ့်ညွတ်ပြီးတော့ဘယ်လိုကိုဘဝကို create လုပ်နေเนาะနောက်ခုကဒီမှာ significant ကရဲ့ energy ကလည်းရှိရယ်เนาะဒီခုဆိုလို့ရှိရင်ဆွေးနွေးပါတိုင်ပင်ပါဟုတ်ပြီเนาะကိုဖြစ်ချင်တာကိုပြောပါเนาะနောက်ကမြုံစီလောက်နေတာလေဟုတ်ပြီเนาะအဲ့ဟာအရင်အရေးကြီးပါတယ်ဘာလို့communication ကအရင်အရေးကြီးတယ်အဲ့လိုမျိုး communicate လုပ်မှာဒီလိုမျိုးပေါ့เนาะတကယ်ကိုတော်တဲ့သူတွေစီကနေကြံကြံကောင်းလို့ရအဲ့ဟာမှဒီအောင်မြင်ဖို့ရเนาะဒီပြဿနာဖြစ်လာလို့ရှိတယ်ပိုင်းနံပါတ်3ကိုတတိထားလို့သိချမှာကဲထားလို့လည်းဆက်ကြည့်မယ်ဖိုင်နံပါတ်3ရာလေစိတ်မြန်လက်မြန်ရှိရယ်အုံထိုက်ကျဲလှုပ်လိုက်မယ်အုံထိုက်ကျဲလှုပ်လိုက်မယ်အရင်ကြက်သွားပြီနေရခဏလေးတော့နေရအရင်ကြက်သွားတော့လှုပ်မယ်ဆိုတာဒါလေးပေါ်လည်းပြောမယ်ဒီမှာထားမယ်ဒါကိုဒီလိုနှစ်ခုခွဲမယ်โอเคရဆိုတော့ရပြီခေတ်ကားလေးဒီပေါ်နဲ့ပို့မယ်โอเคပိုင်းနံပါတ်3ရတာလေစိတ်ဉာဏ်လက်ဉာဏ်လောက်တက်တဲ့သူလို့ထင်တယ်နော်ဝုံတိုင်းကျက်လုံးလိုက်မယ်တော့တေချာပေါက်လုံးကိုလုံးလိုက်မယ်ကဲထပ်စက်ကြည့်ရဟောကဲဒုက္ခပါပဲစိတ်ညက်လည်းအရန်ရှိရတဲ့သူဒီမှာကျော်စိတ်ထဲကလှုပ်ချင်ပြီဆိုလို့ရှင်တော့တကယ်ဝုန်းတိုင်းကျလှုပ်တက်တဲ့သူမျိုးတော့ပိုင်းနံပါတ်3ကြီးလှုပ်လိုက်မယ်နော်လှုပ်မိလိုက်မယ်နော်အဲ့ဒါ risk မယူတယ်လို့ပြောတာနော်အဲ့လိုမျိုးကြောင့်မို့လို့ပြဿနာဖြစ်လိုက်မယ်နော်သိလားဥပဒေကြောင်းဆိုင်ရာကိစ္စတွေပေါ်လာလိုက်မယ်နော်သိလားကိုယ်မကျင်တဲ့သူပေါ်လာလိုက်မယ်နော်အဲ့လိုမျိုး technique လှုပ်တက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ကဲသိချမှာရယ်နော်တွေ့လားအဲ့လိုမျိုးကြောင်းမို့လို့တွေ့လားဒီမှာအချိန်ကြီးကကြောင်ကမြန်နေဖြစ်ကုန်တာတွေ့လားကဲဖြစ်မှာတော့ပိုင်းနံပါတ်3ကိုစိတ်ပူတယ်ရွေးထားရပြီစက်ကြည့်အောင်ဒီမှာတွေ့လား conflict တွေပေါ်လာလိမ့်မယ်ဒါကိုဒီလိုလုံးလိုက်တဲ့ဟာအတွက်ကြောင့်မို့လို့အချိန်ကြီးကကြောင်ကမြန်နေဖြစ်သွားတယ်ကိုယ်မကျင်တဲ့သူပေါ်လာမှာနော်အဲ့မကျင်တဲ့သူကကိုယ်ပြဿနာရှာမှာတွေ့လားပြဿနာရှာမှာ
ကိုကတိုင်ပတ်မှာနော်ဂေးဆိုင်တယ်ကဲ energy ကလုံးဝကြိုက်တယ်နော်တွေ့လားအဲ့တော့ခုနကလိုမျိုးကိုကဒီအချမ်းချမ်းကောင်းနေယူလိုက်ပြီဆိုကိုကဒီအချိန်ကြီးပြန်ရောက်သွားလိမ့်မယ်နော် nine of cups နော်ဒီမှာတွေ့လားပြုံးဖြီးပြီးတော့မလေးအဲ့မတိုင်ခင်မှာဒုက္ခရောက်မှာနော်တတိထားokay ဒီမှာတွေ့လား ace of sword ကဲနောက်ဆုံးမှာတော့ဟာဆိုပြီးတွေ့လားငါဒါလုံးရင်ဒါဖြစ်မှာပါလားဆိုပြီးတော့ဒီမှာကိုယ့်ရဲ့တိသွားပြီဆိုရဟာတခုပေါ့နော်ငါဘာလို့ရင်ကောင်းမယ်ဆိုတော့တိသွားပြီဆိုရဟာတခုတိသွားတဲ့အချိန်မှာငွေရလမ်းကြောင်းကစောင့်နေလိမ့်မယ်ဟုတ်ပြီနော်ငွေရလမ်းကြောင်းတခုကကိုယ်စီရောက်လာလိမ့်မယ်โอเคအဲ့တော့အဲ့မတိုင်ခင်မှာဒီမှာနော်စောင်းရတယ်လို့ပဲစောင်းလေးတစ်ပင်းလုံးဖြတ်ကျော်ဖို့ရှိရဲဒီမှနေရဒီရဟုတ်ပြီနော်အဲ့လိုပုံစံမျိုးနော်အဲ့တော့ဒီစိတ်ညလက်နဲ့ရှိရဲ့ကိစ္စပတိထားပါဒါပေမဲ့ပတိထားပါပြောလို့လည်းဖြစ်လာမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့တားလို့လည်းရမယ်လည်းမထင်ဘူးအဲ့တော့ဖြစ်ခါမှဖြစ်ရပဲဒါခုလေးကတော့ကြိုတင်ထားပါနော်ကြိုတင်ထားပါကြည့်ရသူတွေပေါ့နော်ပိုင်ဒီပိုင်ကိုရွေးပြီးကြည့်နေသူကြိုးစားပြင်ထားပါဖြစ်ကိုဖြစ်မှာပါကြည့်ရတော့ကဲနောက်ထပ်ဆက်ကြည့်ရအောင် Seven of Pentacles ကိုကတူတူစားစားနဲ့လှုပ်ထားတယ်စိုက်ထားတယ်ပြုစုပြောထောင်ထားတယ်เนาะအသီးပွင့်နေရလာဖို့တော့ပေါ့เนาะအဲ့လိုဟာကိုတွေ့လားတဲ့မဖြစ်ဘူးတဲ့ကိုကလှုပ်ထားတဲ့အရာတွေကမဖြစ်ဘူးတဲ့ကဲကိုကလှုပ်ထားတဲ့အရာတွေကမဖြစ်ဘူးเนาะမဖြစ်သွားဘူးလေဒါပေမဲ့ဒီကက်ရဲ့ energy ကမဖြစ်ဘူးဆိုပြီးတော့နောက်ထပ်ဒီအချိန်လေးတစ်ခုကမဖြစ်တော့ဘူးနောက်ထပ်အသစ်တစ်ခုကထပ်ရောက်လာမယ်ဆိုတော့တော်မျိုးเนาะအဲ့ကက်ရဲ့ energy ကเนาะတေဆုံးပြီးတော့ပြန်လဲမွေးဖွားခြင်းရှိတယ်ဆက်ကြည့်အောင်တွေ့လာကဲကက်ကဆက်လိုက်လာတယ်အေးဆောက်တန်တယ်ကဲအစားကလောက်ထားတဲ့ဒါစီးပွားရေးနဲ့ပဲဥပမာပြရမယ်နော်စီးပွားရေးတစ်ခုစီးပွားရေးကအဆင်မပြေဖြစ်လိမ့်မယ်ရက်လိုက်ရလိမ့်မယ်ဒါပေမဲ့နောက်ထပ်ခွင့်လန်းတစ်ထပ်ပြီးရလာပါလိမ့်မယ်နော်ရလာလိမ့်မယ်ကဲဆက်ကြည့်ရအောင်ရလာတဲ့ဟာကလည်းတိုက်ခိုက်တွေရှိတယ်တိုက်ခံတွေရှိတယ်နော်ခက်ခဲတွေတိုက်ခိုက်အခိုက်တွေကြော်ဖြတ်ရလိမ့်မယ်ဟုတ်ပြီနော်ဆက်ကြည့်ရအောင်ဘယ်လိုပဲအတိုက်ခိုက်တွေကြော်ဖြတ်ပါစေဒီ Empress ကို့မှာအခွင့်အလမ်းတွေအများကြီးရှိတယ်ကို့မှာအခွင့်အလမ်းတွေအများကြီးရှိတယ်ကြော်ဝါချမ်းသာခြင်းတွေရှိတယ်ပေါ်များခြင်းတွေရှိတယ် abundance energy ရှိတယ်ကွာအဲ့အတွက်ကြောင့်မို့ကွာ law of attraction ထဲမှာ attract လုပ်ခိုင်းတာဟုတ်ပြီနော်ဘယ်လိုပဲတိုက်ခိုက်တွေရှိပါစေကွာ AC ပဲနောက်တစ်ခါကြည့်ရအောင် Six of Pentacles နော်အဲ့တော့ဘယ်လိုပဲတိုက်ခိုက်တွေရှိပါစေကိုကစိတ်ထားနှလုံးသားကောင်းတဲ့သူဖြစ်တယ်เนาะနောက်ခုကဒီမှာကျေဝချမ်းသာတဲ့ abundance energy ရှိတဲ့သူဖြစ်တယ်အဲ့အတွက်ဒီမှာကိုကိုပေးခြင်းကမ်းခြင်းနဲ့ဒီရလဲပေါ်တဲ့အတွက်ကြောင့်မို့လို့ဒီရလာတဲ့ခွင့်လန်းတစ်ကလည်းဘလို့ခက်ခဲရှိဆင်ပြေသွားလိမ့်မယ်เนาะဆင်ပြေသွားလိမ့်မယ်အဲ့တော့ point number 3ရေကလေနည်းနည်းလေးတော့အမှเนาะအဲ့တော့energy ကအစုံပဲเนาะ energy ကတော့အစုံပဲเนาะဖြစ်ကိုဖြစ်လာနေရတယ်ရှိရဲစိတ်ညစ်လက်သမားလည်းပါမယ်เนาะနောက်ခုကသူဒီမှာလုတ်တဲ့အရာတစ်ခုကနေပြီးလို့ရှိရင်အစင်မပြေဖြစ်လိမ့်မယ်အစင်မပြေဖြစ်ရက်တက်လိုက်ရလိမ့်မယ်ပေါ့နော်ဒါလုံးဝကိုရက်ကိုရက်လိုက်ရလိမ့်မယ်ဒီအလုပ်တစ်ခုကိုလုပ်နေရတယ်လုံးဝရက်လိုက်ရလိမ့်မယ်နောက်ထပ်အလုပ်တစ်ခုရလာမယ်အဲ့အလုပ်တစ်အကင်တစ်မှာကိုကပါလဲဆိုတော့အလုပ်တစ်အကင်တစ်မှာကိုကအတိုက်ခိုက်တွေရှိမယ်เนาะကိုမလိုတဲ့သူရှိမယ်เนาะလိုတဲ့သူရှိမယ်ဒါပေမဲ့ကိုကစိတ်ထားကောင်းတယ်เนาะကိုကလုံးတက်ကြိုက်တဲ့သူရှိတယ်ဒီလိုမျိုးဒီ energy နဲ့နေတဲ့သူဖြစ်တယ်เนาะဒီပုတ်တယ်လိုမျိုးဒီအရောင်ပြမှုတွေတက်သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုညီမဲ့သူလည်းအဆင်တက်တယ်เนาะအဲ့လို energy မျိုးကိုတွေ့ရတယ်ကဲနောက်ဆုံးမှချင်တာကဒီခက်ခဲတွေရောက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะဘယ်လိုပဲတာရောက်လာမယ်လို့ထင်နေတယ်စိတ်ထဲမှာเนาะပြောစရာရှိရအောင်ပြောเนาะဒီမှာ communicate လုပ်စရာရှိရအောင်လုပ်အကြံဉာဏ်တောင်းစရာရှိရအောင်တောင်း attract လုပ်စရာရှိရအောင်လုပ်เนาะလူဒါနတွေကုသိုလ်တွေအဆောက်အအုံတွေမျှဝေစရာရှိရအောင်တွေကြိုပြီးဖတ်ကနေကိုယ်ကကြိုပြင်ထားပါဟုတ်ပြီเนาะတချို့သူတွေကကြတယ်ဥပဒေကြောင်းတိုင်းဆိုင်ရာနဲ့အတိုင်းခံရလို့ဖြစ်နိုင်တယ်လို့တချို့သူတွေကြတယ်ဒီတိုင်းတိုက်ခိုက်များပြီးတော့ကြာလူကြီးကိုသွားတိုင်တာမျိုးတွေပေါ့เนาะအဲတော့ manager သွားတိုင်တာမျိုးအဲ့လိုမျိုးတွေဖြစ်နိုင်တယ်လို့တချို့ចောင်းသားလေးတွေတော့ကြာတယ်ကိုမကျင်တဲ့လို့ကိုလိုလိုက်တာမကျင်တဲ့လို့ဆရာကိုသွားတိုင်တာမျိုးလေးတွေအဲ့လိုမျိုးလေးဖြစ်တတ်ပါတယ်เนาะဒီ week လေးက January week ဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ကိုဒီ
အခြေအနေတွေကိုရော general လေးပဲပြပြမယ်ဒါပေမဲ့ကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ဖြစ်လာမယ့်ဟာလေးတွေကတော့ကိုယ်တယောက်ချင်းစီမှာပေါ်ပြမှုတွေရှိရပါတော့အသေးစိတ်ကတော့ကဲဒါပေမဲ့ဒီကြောရိုးရတူတူလည်းအခက်အခဲတစ်ခုရောက်လာလို့ရှိတယ်เนาะအဲ့အတွက်ကြောင့်မို့လို့ဒါနည်းနည်းတော့ကြိုတင်ပြင်ဆင်ထားလို့မယ်เนาะကြိုတင်ပြင်ဆင်ထားလိုက်မယ်စိတ်တက်မကြဘူးအဲ့တော့လာမယ့်6လမှာပိုင်3ခုလုံးကလေအန်ဟောစရာအခက်ခဲကိုစီရှိကြတယ်ဒါပေမဲ့အခက်ခဲတွေကလေသူကအားလုံးအဆင်ပြေသွားကြမှာကြီးပဲပေါ့နော်အဲ့မှာနည်းနည်း spoiler လုပ်လိုက်ပိုင်နံပါတ်2လေးတွေကတော့နည်းနည်းလေးပို့ပြီးတော့တက်တာလာပေါ့ဒီလိုကကြတော့နော်နည်းနည်းလေးတက်တာလည်းတော့ရှိရဲအဆောက်ရှောက်အားကောင်းတဲ့ခါကြတော့နော်ကဲအားလုံးပဲနော်လေးမပေါ်တော့ပါဘူးကဲနောက်ဆုံးမှာကိုဒီကြော်လာနိုင်ပါပေါ့နော်ဒီခက်ခဲတွေကိုပြင်ဆင်ရင်းနဲ့ကြော်လာနိုင်ပါစေပြီးတော့ခေါင်းမာတဲ့ချစ်သူတငယ်ချင်းနဲ့လည်းအဆင်ပြေပါစေเนาะဆူတောင်းပေးပါရယ်เนาะအားလုံးပဲကန်တောင်းကြပါစေကဲဒီဗီဒီယိုလေးကတော့ဒီမှာပဲဆောင်သက်ပါမယ်အားလုံးပဲ collect ပါကဲအားလုံးပဲပိုင် number 1 2 3ကိုကြိုက်တဲ့ဟာကိုရွေးချယ်ပြီးတော့ကြည့်ရှုပြီးသွားပြီတော့ထင်ပါတယ်ပိုင်3ခုလုံးမှာတော့အခက်ခဲကိုစီရောရှိကြပါတယ်เนาะဒီလာမယ့်6လမှာအဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုခက်ခဲတွေရှိမှဖြစ်တဲ့ကြောင့်မို့လို့တတိထားစေချင်ပါတယ်ကိုရွေးထားတဲ့ဖိုင်အလိုက်ကိုเนาะကိုကတခြားလေးပေါ့เนาะတခြားလေးကြည့်တာခါရဲနဲ့ဒီလာမဆွဲနှစ်ခါတော့ပြန်လာထားမိပါကိုဒီခက်ခဲတွေကြုံလာဘလို့เนาะဘလို့ရင်ဆိုင်မလဲကြော်ဖြတ်မလဲပေါ့နော်ဘယ်လိုခက်ခဲတွေကိုကြော်သွားမလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဒီပြန်ပြီးနားထောင်စေခြင်းနဲ့เนาะပြန်ပြီးနားထောင်စေခြင်းနဲ့ကြပြီးတော့နောက်တစ်ခုကကြတော့ဒီနေ့လုပ်ခဲ့တဲ့ဗီဒီယိုလေးတွေပေါ့နော်သဘောကျနှစ်သက်တယ်ဆိုလို့ရှိရင်เนาะlike subscribe လေးပေါ့နော် subscribe လေးလုပ်ပေးပါဒီရှယ် like ရေးပါနောက်တစ်ချက် comment လေးရေးပါခဲ့ပါ comment လေးမှာပါရေးပေးရမယ်ဆိုတော့နောက်ထပ်ဘယ်လိုဗီဒီယိုပေါ့နော်ဘယ်လို reading ပေါ့နော်ဘယ်လို reading ကိုလုပ်စေချင်လဲရေးပေးပါအဲ့ဒါလေးကိုလည်းလုပ်ပေးပါပေါ့နော်ကိုယ့်ရဲ့ audience ကိုရေးပေးတဲ့ဟာနဲ့ပတ်သက်ပြီးလုပ်သွားပေးလို့ရှိပါတယ်ကဲအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အချိန်ကြီးကြည့်ရှုပေးတဲ့အတွက်ကြောင့်ဒီလိုအားလုံးမခက်ခဲလို့ကြော်လာနိုင်ပါစေလို့ကိုတယ်ရက်ဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ကံကောင်းကြပါစေ Contact